ဒီကောင်မောင်နှမတွေအားလုံးကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့နှုတ်ခွန်းဆက်တာပါတယ်ပြီးတော့ကျွန်တော်တို့ဒါဆရာကြီးဦးကျော်လိုင်းဆရာကြီးဦးနှုတ်စိန်ပေါ်ပါဝင်ဒါတခြားကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်မဲ့ဆရာတွေနောက်တစ်ခါကျွန်တော်တို့နယ်ပယ်တီးတီးကဥဆောင်နေကြတဲ့လူငယ်ခေါင်းဆောင်တွေကိုအခုလိုကျွန်တော်တို့အစုတဝေးနဲ့တွေ့ရတဲ့အတွက်ဒါမင်္ဂလာရှိတဲ့မနက်ခင်းအခါသမယဖြစ်ပါတယ်ကျွန်တော်တို့အခုဆရာကြီးဦးကျော်လိုင်းအရှိရပြောသွားသလိုပဲကျွန်တော်တို့ရဲ့ပြောသူများအသင်း Professional Speaker Association ဟာကျွန်တော်တို့ဒီနေ့မှာအောင်မြင်စွာဖွဲ့စည်းနိုင်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့နောက်မှာအသင်း form တွေပေးထားပါတယ်အသင်းအဖွဲ့ဝင်မှုလည်းကျွန်တော်တို့ကတိုက်တွန်းလိုပါတယ်အခုလိုပြောကြားခွင့်ရတာလည်းကျေးဇူးအများကြီးတင်ပါတယ်အထူးသဖြင့်တော့ဆရာပူကျော်စင်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်အမှန်ဒါကျွန်တော်နေရာမဟုတ်ကျွန်တော်ဒုတိယမှာပြောအောင်ဆရာပူကျော်စင်ကအရှိပြောအောင်ကျွန်တော်ကဒါပြီးရင်တက်မတော်ခမ်းမှာအသေးယောဂနေဆိုတာရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီဆရာကြီးပမကဥက္ကမောင်ဝင်းနဲ့ဦးဝီကျော်စုထွန်းကတစ်ဖက်ဆရာဥက္ကိုထွေးတော်ဝင်ဥက္ကိုထွေးနဲ့ဆရာဦးမျိုးမြင့်ငိမ့်ဆိုဆရာဦးဝင်းကြီးရဲ့ညီပေါ့တစ်ဖက်အရက်တောက်တဲ့မတောက်တဲ့တပိတ်လောက်ကြတော်တော်မော်ဒရီတာလုပ်ပြရဘယ်တော့တော့တနာကြီးလောက်ထားတာဒါပေမဲ့အခုဆရာဦးကြီးဆိုသူတို့မအားလို့ထင်တယ်အခြေကိုအတင်းရွှေ့တော့ကျွန်တော်ကအငယ်ဆုံးဖြစ်နေတော့ကျွန်တော်ကရွှေ့မပေးလို့မရတော့ဘူးကျွန်တော်ရွှေ့ရမှာတော့ဆရာပူကျော်စင်ကိုမနက်ကအိတ်နေတာအတင်းဖုံးဆက်ပြီးတော့အဲ့ဒါလေးခွင့်တောင်းတာတဲ့အတွက်ဘာလို့ကျွန်တော်တို့တောင်းအရှိမပေးမပြောကြဘူးအဲ့တော့ကျွန်တော်မြန်မာပြည်မှာလူကြီးဖြစ်ဖို့ဇာတာပါလာတော့မသိဘူးကျွန်တော်တက်ပြီးရင်တောင်းပြန်မစင်းဘူးအဲ့တော့ဘယ်ချိန်မှစင်းလဲဆိုတော့ပြုတ်ကြမှာစင်းလားဆွဲချမှာစင်းဒီနေ့တော့မစင်းလို့မရဘူးမိနစ်50ပဲရမယ်တဲ့ဟိုမှာဆရာစင်တို့ဆရာမိုးရံပြောတာမိနစ်50မပြင်သူကကျွန်တော်သူဆွဲချမဲ့တော့ရှိတယ်ကျွန်တော်9:46ဆိုတော့10:00ခွဲလောက်ထိပဲကျွန်တော်ပြောရမှာပေါ့လေရတဲ့အချိန်လေးတွင်းမှာလူချင်းမင်းတို့ကိုဒီပြလုပ်ဖို့ကံမဲ့ဆရာများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လာပြီးတော့မအားတဲ့ကြတဲ့ကြွရောက်ပေးကြတဲ့အတွက်လူချင်းမင်းတို့ဒီနေ့မှာလူချင်းမင်းတို့အနေနဲ့တနေ့ဒီဘလိုကောမလဲတနေ့တာလုံးမှာလူချင်းမင်းတို့အနေနဲ့ဆရာများစွာရဲ့ idea များစွာကိုလူချင်းမင်းတို့အကျိုးရှိစွာရမှာဖြစ်ပါတယ်သို့တော့ကျွန်တော်တို့တွေက knowledge into result ပေါ့အဲ့ဒီအတိတုကကိုကျွန်တော်တို့ကရလက်အဖြစ်ပြောင်းလဲဖို့ကအလွန်အရေးကြီးပါတယ်ကျွန်တော်ကတော့လောလောဆယ်တော့စာအုပ် marketing နဲ့လုပ်တဲ့အနေနဲ့လက်ရှိကျွန်တော်ထွက်ထားတဲ့မြန်မာနည်းမြန်မာဟန် marketing ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်လူချင်းမင်းတို့မျှဝေလိုပါတယ်။အခုဆိုကျွန်တော်တို့နိုင်ငံမှာလက်ရှိအခြေအနေမှာကျွန်တော်တို့မြန်မာစီးပွားရေးလုပ်ငန်းများရဲ့ marketing အခြေအနေကျွန်တော်တို့နိုင်ငံရဲ့ nation marketing ဒါတွေကလည်းကျွန်တော်တို့တော်တော်ကိုအားပြုပြီးတော့ဆောင်ရွက်ရမယ့်အခြေအနေဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ management လောကမှာPareto ရဲ့ 80-20 rule ဆိုတာအလွန်ထင်ရှားပါတယ်။ဒါကျွန်တော်တို့ဒီကဆရာမတွေအားလုံးလည်းသိပြီးဖြစ်တယ်လူချင်းမင်းတို့အားလုံးလည်းသိပြီးဖြစ်ပါတယ်။ Pareto ဟာ Italian လူမျိုး economics ဖြစ်ပါတယ်။ဟို80-20 rule ကိုဘယ်လိုတွေးကြလဲဆိုတော့ Italy မှာမြေယာတွေရှိတဲ့အခါမှာအဲ့ဒီမြေယာတွေကကျွန်တော်တို့နိုင်ငံလိုပါပဲမြေယာတွေရဲ့80%ကို20%သောမြေပိုင်ရှင်တွေကပဲပိုင်ဆိုင်တာပေါ့။အဲ့ဒီကနေစပြီးတော့သူက80-20 rule ဆိုတာကိုကဘာကိုသူကစပြီးတော့နာမည်ကြီးခဲ့ပါတယ်အဲ့80-20 rule ကိုကျွန်တော်တို့ management မှာ concept vision perception အမျိုးမျိုးကနေကျွန်တော်တို့သုံးပါတယ်ဥပမာဆိုပါစို့ကျွန်တော်တို့ marketing မှာဆိုတော့ company မှာ customer 100ရှိရင်အဲ့100တဲက20%သော customer ကပဲကျွန်တော်တို့ရဲ့ profit 80%ဖြစ်စေလမ်းပေါ်မှာကား accident တွေ road accident တွေဖြစ်ပြီလို့ပြောရင်အဲ့ road accident ရဲ့80%လောက်ဟာ20%သော driver တွေကြောင့်ပဲဖြစ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ company ရဲ့ကိုယ်ဆိုင်မှာလာပြီး customer တွေစောရကတက်ပြီလို့ပြောရင်လည်းအဲ့ဒီစောရကတက်ပြီးကြည်ကြောင်ကြတဲ့ customer ဆိုတာကကျွန်တော်တို့အဲ့ဒီ complaint 80%လောက်ဟာ20%သော customer တွေစီရပဲလာတာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ marketing မှာဘယ်ဘက်ကပြန်သုံးလို့ရလဲဆိုတော့ကျွန်တော်တို့ရဲ့ marketing ရဲ့80%သောရလက်တွေဟာ20%သော cost တွေကြောင့်သာဖြစ်တာဖြစ်ပါတယ်။လူချင်းမင်းက marketing လုပ်တိုင်းမရဘူးကိုယ့်ရဲ့အဓိက20ဟာဘာလဲအရေးကြီးလားဒီနေ့မှာကျွန်တော်တို့ TV ကြော်ညာတွေကြလာတယ် radio ကြော်ညာတွေရောက်ဘာလို့လမ်းတွေကပိတ်တဲ့အခါကျတော့လူတွေကကားပေါ်မှာနေရတဲ့အခြေအနေကများလာ radio ကြော်ညာတွေဘက်ကိုကူးလာအခုနောက်ပိုင်းတော့ Facebook အခုနောက်ပိုင်းကျွန်တော်တို့ online မှာလည်းကြော်ညာတွေကမထိရောက်တော့ကျွန်တော်တို့ရဲ့ 20% ဟာဘယ်ဟာလဲကျွန်တော်တို့သဘောပေါက်ဖို့လိုပါတယ်ဒါကကျွန်တော်တို့ရဲ့ challenge ဖြစ်လာတယ်လူဟာကိုယ့်ရဲ့ 20% လောက်ပဲ affect ဖြစ်တဲ့အပေါ်မှာ 80% သော effort တွေသုံးနေရင်လည်းကျွန်တော်တို့မှာအခက်အခဲတွေများစွာရှိပါဒါကြောင့်ကျွန်တော်တို့ဒီနေ့ပထမအဆုံးပေးခြင်းတဲ့ message ကတော့လူချင်းမင်းရဲ့ဘယ်ဟာကလူချင်းမင်းရဲ့20%လဲသိဖို့လိုပါတယ်လူချင်းမင်းရဲ့လုပ်ငန်းမှာပဲဖြစ်ဖြစ်လူချင်းမင်းရဲ့ဘဝမှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အရေးကြီးတဲ့20%နဲ့ဥပမာကျွန်တော်ကfor example ကျွန်တော်ကမင်းသားလို့ပြောရင်
ကျွန်တော် body fit ဖြစ်ဖို့ကကျွန်တော်တို့အလွန်အရေးကြီးတယ်ကျွန်တော်တင်းကျွန်တော်နာမည်ကြီးမင်းသားနာမည်ကြီး model လို့ပြောရင်ကျွန်တော်အိမ်ပြန်ရောက်သွားရင်ပြေးဆက်ပုံမတက်ဘဲနဲ့အိတ်လို့မရအောင်ကိုရီးယားမှာတော့ကျွန်တော်တို့ model တွေဆိုရင်ဘလောက်ပဲအလုပ်များဘလောက်ပဲပြင်မဲ့ပြန်ရောက်ပြီဆိုသူတို့ပြေးဆက်ပုံပြန်ဘာလို့သူတို့အစီလေးနည်းနည်းတက်လာလို့မရအောင်သူတို့ဒါ main ဖြစ်သူတို့ 80% ဖြစ်ကျွန်တော်စာရေးဆရာဆိုတော့အိတ်ချင်တဲ့ချင်းအိတ်ထားချင်တဲ့ချင်းထားရတယ်တခါတလေကြာခီးရလည်းထွက်ရတယ်ဘိုက်ကအခုနောက်ပိုင်းတစ်ဖြည်းဖြည်းပူလာတိတ်တော့1 minuteပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာကျွယ်ဝချမ်းသာမှုနဲ့ဒီဘိုက်နဲ့ဓာတ်ရိုက်အချိုးကျဆိုဒါပေမဲ့ခုနပြောသလို body fit ကတော့ဆိုရမယ်သို့တော့ကိုယ့်ရဲ့ first 80% တော့ effect ကိုပြတယောက်နဲ့တယောက်မတူအဆိုတော်တယောက်ရဲ့20% ဒီဘိုက်လုပ်ငန်းရှင်တယောက်ရဲ့ 20% ကျောင်းဆရာတယောက်ရဲ့ 20% မတူဒါကိုကျွန်တော်တို့စဉ်းစားဖို့ဖြစ်ပါကျွန်တော်ပေးချင်တဲ့ message ကကျွန်တော်တို့နိုင်ငံအတွက်လည်းဘယ်ဟာကျွန်တော်တို့ရဲ့ 20% လဲကျွန်တော်တို့အရေးကြီးပါတယ်ဒီနေရာမှာကျွန်တော်တို့ကခေါင်းစဉ်ကို marketing လို့တက်ထားတဲ့အတွက် marketing ဆိုတဲ့ definition ကိုမျိုးစုံ definition မျိုးစုံပြန်လို့ရတယ်သင်တန်းတွေလည်းများစွာရှိတယ်ဒါပေမဲ့ကျွန်တော်တို့က literally စာဆန်မပြောဘဲနဲ့ marketing ကဘယ်လိုပြောမလဲဆိုရင်ကျွန်တော် example လေးပြောရင်တော့ဥပမာကျွန်တော်တို့ကမျိုးတစ်မျိုး second အဖွဲ့ပေါ့နော်ကျွန်တော်တို့ second အဖွဲ့တစ်ဖွဲ့ရောက်လာတဲ့အခါမှာအဲ့ second အဖွဲ့ဟာအဲ့ဒီမျိုးတွေဝင်လာတဲ့အချိန်မှာမိုက်နဲ့អော်တယ်ဘုံတွေကြီးတယ်နော်မြမမြေစက္ကပ်အဖွဲ့ကြီးနော်နေပြည်တော်တို့ရောက်လာပါပြီអော်တာဟာ advertising ဖြစ်တယ်အဲ့လိုអော်ရင်းနဲ့သူဒီ flyer တွေဝေခြင်းဝင်မယ်အဲ့ဒါကကျွန်တော်တို့ advertising ဖြစ်တယ်နောက်တစ်နေ့ကျတော့သူတို့ယောက်ျောင်းသိဖို့အတွက်အဲ့ဒီစက္ကပ်အဖွဲ့ကအဲ့ဒီမျိုးထဲမှာစင်နေမြင်းနေသူတို့လှည့်ပက်ပြီးတော့သူတို့စီတမ်းပြီးလမ်းလျှောက်မယ်ဆိုရင်ကျွန်တော်တို့ဟာ publicity ဖြစ်သွားပြီသူတို့ယောက်ျောင်းလူတွေသိအောင်လုပ်တာသူဝင်လာခြင်းမှာသူ order ကဘာလဲဆိုတော့ advertising ဒုတိယမြောက်သူလုပ်တာ publicity ကိုသူလုပ်တယ်အဲ့လိုလုပ်တဲ့အတွက်နေပြည်တော်ကောင်စီဥက္ကဋ္ဌထွက်လာတယ်ဘာဖြစ်လို့လဲဆိုတော့သူနေပြည်တော်ထဲမှာစင်နေမြင်းနေနဲ့အများကြီးဝင်လာတဲ့ကဥက္ကဋ္ဌကနေရုံးကနေထွက်ကြည့်အာသဘောကျညမမေစက္ကပ်ဖွဲ့နေပြည်တော်ရောက်လာတယ်ဟာစင်နေမြင်းနေလှလာ ਈ လားအဲ့ဒါဆို publicity ကနေသူကဘာဖြစ်သွားလဲဆိုတော့ public relation ဖြစ်သွား PR ဖြစ်သွားဘာလို့ဆိုတော့တောင်းဝင်ရှိတဲ့သူတွေကသဘောကျအဲ့တော့ကျွန်တော်တို့ကပြော supporters ရဲ့သဘောကျဆိုတော့ PR ပေါ့နော်ကျွန်တော်တို့ stakeholders တွေကိုကျွန်တော်တို့ supporting လုပ်ရအဲ့ဒီတဖြည်းဖြည်းနဲ့ကျွန်တော်တို့လူတွေကလည်းသိသွားပြီလို့ပြောရင်လက်မှတ်တွေရောင်း ticket sales လက်ကပွဲကနောက်တနင်္ဂနွေနေ့မှာပြမယ်လို့ပြောရင်လက်မှတ်တွေရောင်းတာ sales အပိုင်းဖြစ်သွားတယ်အဲ့ဒီနေ့ကျရင်အဲ့ဒီစက္ကပ်အဖွဲ့ကလူတွေကကျွန်တော်တို့ဘယ်ကိုရောက်လာမလဲအဲ့ဒီစက္ကပ်အဖွဲ့ပြမယ်နေရာကိုရောက်လာအခုလူချင်းတို့ဒီပွဲကိုရောက်လာသလိုပဲနေရာထိုင်ခင်းတွေပြသူ့နေရာနဲ့သူပြရတယ်သူ့အတက်နဲ့သူပြရတယ်ကတဲ့စက္ကပ်ပွဲပြတဲ့အချိန်တွေမှန်းရတယ်အဲ့ဒါကြတော့ customer service ဖြစ်သွားတယ်ဒီတကယ် customer performance experience ဖြစ်သွားတယ် customer ဒီ performance ကိုသူရတဲ့ experience ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့တွေကဒါဆိုရင်လူချင်းမင်းတို့ရဲ့ marketing ကဘာမှလဲအဲ့ဒါတွေအားလုံးကိုဥနေရာနဲ့သူအချိန်မှန်ကွက်တိဆောင်ရွက်နိုင်အောင် plan လုပ်တာ marketing ဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးကိုလူချင်းတို့သဘောပေါက် marketing ဆိုတာဘာလဲဆိုပြော advertising တွေပြောနေတယ်တချို့ marketing ဆိုတာ public relations တွေပြောနေတယ်တချို့ marketing ဆိုတာ customer service ဆိုတာဒါတော့တန်ရတော့ပြောကြတယ် marketing ဆိုတာ all about of marketing is planning ဖြစ်ပါတယ်ကျွန်တော်တို့က plan လူချင်းမင်းကအဲ့ဒါကိုနေရာတကျချနိုင် plan ဆိုတော့ကျွန်တော်တို့ယူဆတာဒီနေ့ကျွန်တော်တို့နိုင်ငံ nation brand မှာမြန်မာမှာအခုဗကန်လဲကျွန်တော်တို့ဒီနေ့ဒါလဲကျွန်တော်တို့ပြောဗကန်ဟာကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စင်းဝင်တယ်ကျွန်တော်တို့မှာအားလုံးကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့မှာဘာလို့နေလဲဆိုတော့မြန်မာရဲ့ nation brand ဟာကမ္ဘာမှာကောင်းလာဖို့တဲ့ plan လုပ်နေတယ်ကျွန်တော်တို့မှာ well setting လုပ်ဖို့လိုနေတယ်အားလုံး organize ပြအောင်လုပ်ဖို့လိုနေတယ်တယောက်ချင်းတော်တာတွေသိများတယ်ကျွန်တော်တို့နိုင်ငံမှာတယောက်ချင်းထူးချွန်တဲ့သူတွေအများကြီးရှိတယ်ဒါကျွန်တော်တို့ Facebook page တွေကနေ live လွှင့်နေတာလည်းဖြစ်တယ်လူပေါင်းသိန်းချီပြီးလည်းကြည့်နေတာဖြစ်တဲ့စကားကိုကျွန်တော်တောင်းဝင်ပြီးပြောပါတယ်ဘလောက်ပဲကျွန်တော်တို့တယောက်ချင်းထူးချွန်တဲ့သူတွေရှိကျွန်တော်တို့အားလုံးပေါင်းလိုက်လို့ကျွန်တော်တို့တွေဟာကဘာမှာအောက်ဆုံးရောက်နေသေးရင်ကျွန်တော်တို့မှာတာဝန်ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့မှာဒေါအောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးရှိတဲ့အချိန်မှာ nation brand ကိုမတိဆောက်နိုင်ရင်ဘယ်မှတိဆောက်လို့မရတော့ဘူးကျွန်တော်တို့ဒါကြောင့်လူငယ်တွေမှာအများကြီးတာဝန်ရှိပါတယ်ကျွန်တော်တို့ဒေါအောင်ဆန်းစုကြည်ကကျွန်တော်တို့ရဲ့မျိုးသားခေါင်းဆောင်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ခုနပြောသလိုခေါင်းဆောင်ကိုကြီးပဲအားကိုးနေလို့မရဘူးကျွန်တော်တို့လူငယ်တွေဟာဒီခေါင်းဆောင်ရဲ့မရှိတော့တဲ့အချိန်မှာကျွန်တော်တို့ဘယ်လောက်ထိ capacity လုံနိုင်လဲဒါကကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်ဒါမြန်မာရဲ့ nation brand ဟာအားလုံးသိတဲ့အတိုင်းပထမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်တတိယမြန်မာနိုင်ငံတော်တစ်ချိန်တော့အာရှမှာထိပ်တန်းရပ်တည်ခဲ့တာပါကျွန်တော်တို့ nation brand မနှိမ့်ပါနော်ကျွန်တော်တို့ကုန်းမောင်ခက်ပဲဖြစ်ဖြစ်ဘင်းအောင်မင်းတို့လက်ထက်မှာပဲဖြစ်ဖြစ်ထိုင်းနဲ့ဘောလုံးသာကပ်ရင်ကျွန်တော်တို့မရှုံးတော့ပါဘူး
ဒါကျွန်တော်ဒီနေ့မှာကျွန်တော်တို့ကအဖက်ဖက်မှာကျွန်တော်တို့ရဲ့ nation brand တိဆောက်ဖို့လိုပါတယ်ဒါကတော့ကျွန်တော်စာရေးဆရာဆိုတော့နည်းနည်းမြေမှာ nation level နဲ့ပြောတာသို့တော့တဦးချင်း level မှာလည်းကျွန်တော်တို့ရဲ့ business မှာလူချင်းတို့ပြန်စဉ်းစားပေးပါတစ်ကတော့ကျွန်တော်တို့က80-20 rule ကိုလူချင်းတို့ကောင်းစွာသဘောပေါက်ဖို့လိုပါတယ်ဒုတိယတစ်ချက်ကတော့ marketing က planning ဖြစ်ပါတယ်အဲ့ဒီလေးတစ်ချက်ကိုကျွန်တော်တို့သဘောပေါက်ဖို့လိုပါတယ်ကိုယ့်ရဲ့ marketing activities တွေကိုကျွန်တော်တို့ plan လုပ်ဖို့လိုပါတယ်တတိယတစ်ချက်ကတော့ marketing ကလူချင်းတို့အနေနဲ့မဖြစ်မနေလုပ်ရမှာ the power of focus ပါfocus ဆိုတခါတလေကျရင်ကျွန်တော်တို့ company တိတိလေးတွေပေါ့အခုမှစပေါ်တဲ့ company လေးတွေ SME လေးတွေက company အကြီးတွေရဲ့ marketing strategy ကိုကျွန်တော်သုံးနေတယ်တခါတလေကျရင်မဖြစ်နိုင်ဘူးဆို company အကြီးတွေက well prepared လုပ်ထားပြီးသားသူတို့သုံးနိုင်တဲ့ budget နဲ့ကျွန်တော်တို့သုံးနိုင်တဲ့ budget မတူအခုမှစတဲ့စီးပွားရေးလုပ်ငန်းလို့ပြောရင်ကျွန်တော်တို့မှာရှိတဲ့ customer ကိုကျွန်တော်တို့သိအောင်ပြစ်နိုင်တဲ့မြားအရေးအတွက်နဲ့အခုအောင်မြင်တဲ့လုပ်ငန်းကြီးမှာရှိတဲ့မြားအရေးအတွက်မတူနိုင်ဘူးအောင်မြင်တဲ့လုပ်ငန်းကြီးမှာရှိတဲ့မြားတွေကအစီး1000လောက်ရှိတယ်ကျွန်တော်မှမြား10စင်းလောက်ရှိတာအဲ့တော့ကျွန်တော်ရှောက်ပြီးပြစ်နေလို့မရဘူးကျွန်တော် focus ဖြစ်ဖို့လိုတယ်ဘယ်သူ့ကိုရောင်းပါလဲဒါဒီသိဖို့လိုတယ်ဥပမာကျွန်တော် beauty salon တစ်ခုဖွင့်မယ်လို့ပြောရင် beauty salon တွေကအများကြီးရှိတယ်တော်တော်များများမြင်တယ်အခုနေ beauty salon ဖွင့်လိုက်ရင် customer ဝင်လာမယ်လို့ထင်တာတခါလေဒီဆိုင်နဲ့ဟိုဆိုင်ကြားမှာကိုယ်ဆိုင်သွားဖွင့်လိုက်ရင်ကိုယ်ဆိုင်ဝင်လူတွေဝင်လာမယ်လို့ထင်နေတဲ့ဒဏ္ဍာကြီးရလည်းရှိတယ်ဆိုင်ဖွင့်လိုက်တိုင်းလူမလာဘူးเนาะကျွန်တော်တို့ကဘယ်သူ့ကိုပြစ်မှာလဲကျွန်တော်အရေးကြီးတယ်ဥပမာကျွန်တော် beauty salon လို့ပြောရင်ကျွန်တော်ကဘာကိုအဓိကထားမှာလဲခြေသေးလက်သေးကိုအဓိကထားမှာလားအဲဆို focus ဖြစ်သွားပြီနည်းနည်း focus ရခြေသေးလက်သေးမှာဒီတဲ့ focus လုပ်လို့ရတယ်ကလေးရှိတဲ့အိမ်တောင်တွေအတွက် beauty salon ကျွန်တော်ကလေးတွေခေါ်လာရင်ကျွန်တော်တို့ကကလေးကစားကွင်းလေးတွေလုပ်ထားပေးမယ်ဒီကလေးကိုထိန်းထားပေးမယ်ဆိုရင်ဒါတော်တော် focus ဖြစ်သွားပြီကျွန်တော်တို့ကဆိုတော့အဲ့ဒီ concept မျိုးဖြစ်ပါတယ်ကျွန်တော်တို့အခုမှ100 watt ရှိတဲ့မီဒီတစ်လုံးဟာအလင်းပေးနိုင်တာပဲ100 watt ကဒါပေမဲ့ laser beam ဖြစ်သွားရင် laser ရောင်ခြည်ဖြစ်သွားရင်100 watt ရှိတဲ့ laser ရောင်ခြည်ဟာ steel ကိုတောင်ဖြတ်နိုင်တယ်ကျွန်တော်တို့ကအဲ့ဒီမီဒီပဲဒါပေမဲ့မီဒီမှာကျတော့100 watt ကပြန့်နေတယ် laser မှာကျတော့သူဒီဘာကိုတောင်ဖြတ်နိုင်တယ်ကျွန်တော်တို့ခုနပြောတယ် steel ကိုတောင်ဖြတ်နိုင်တယ်ဒါကြောင့်လူချင်းမင်းတို့အနေနဲ့လူချင်းမင်းတို့ရဲ့ targeting တွေ tag niche ကိုပေချာစဉ်းစားဖို့လိုပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဘာလို့ပြောလဲဆိုတော့လူငယ်တွေဆိုရည်မှန်းချက်ကို inch wide and mile deep လို့ကျွန်တော်တို့အမြဲတမ်းပြောတယ်ကိုရည်မှန်းချက်က inch လောက်ပဲရှိဒါပေမဲ့အောက်ကိုဘာဖြစ်ရမလဲ mile deep တစ်မိုင်လောက်ထိသွားရမယ်အခုကကျွန်တော်တို့က wide က mile လောက်ရှိတယ်ပြီးရင်အောက်ကို inch deep လောက်ပဲသွားရင်တော့အဆင်မပြေဘူးကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ကလူငယ်တယောက်ချင်း personal branding မှာလည်းကိုဘာဖြစ်ချင်တာလဲဒါကိုသိဖို့လိုတယ်ကျွန်တော်ဖြစ်ချင်တာတွေအများများကျွန်တော်တို့လက်ခံပါတယ်ဒီနေ့ခေတ်ကတော့ကျွန်တော်တို့က multi talent ရှိမှရမယ် multi talent ရှိမှရမယ်သို့တော့တိတ်များနေရင်ကျွန်တော်တို့ကဘာမှလုပ်လို့မရဘူးဒါလေးကိုစဉ်းစားပြီးဖို့ဖြစ်တယ်ကျွန်တော် marketing နဲ့ပတ်သက်ရင်အဓိကကျွန်တော်၃ချက်ပဲပြောပါတယ်ပထမတစ်ချက်ဒီကျွန်တော်တို့အနေနဲ့ဟာကျွန်တော်တို့ရဲ့80လေဒါကိုပြီးဖို့လို့80-20 rule သဘောပေါက်ဖို့လိုတယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ကောင်းစွာနားလည်ရမှာကကျွန်တော်တို့အနေနဲ့ marketing က planning ဖြစ်တယ်ဆိုတဲ့အချက်ကိုကောင်းစွာနားလည်သဘောပေါက်ဖို့လိုတယ်နောက်ဆုံးအချက်ကတော့ကျွန်တော်တို့အနေနဲ့ power of focus ကိုကောင်းစွာသဘောပေါက်ဖို့လိုပါတယ်အဲ့လူချင်းတို့ဒီဟာလေး၃ခုလူချင်းတို့လုပ်ငန်းထဲမှာပြန်ပြီးတော့ compare လုပ်ဖို့လိုတယ်ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့ဒီနေ့မှာကျွန်တော် marketing နဲ့ပတ်သက်ရင်အချက်နှစ်ချက်ကိုကျွန်တော် compare လုပ်ပြီးပြောအဲ့ဒါတော့ nation branding နဲ့ကျွန်တော်တို့ရဲ့ business branding ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ nation branding ကလည်းမဖြစ်မနေလုပ်ဖို့လိုပါတယ်ဒါကိုကျွန်တော်တို့တောက်လျှောက်တက္ကသိုလ်တွေမှာလည်းအခုပြောတယ်လာမဲ့ကြရင်လည်းကျွန်တော်မုံရွာတက္ကသိုလ်မှာဒါကိုပြောပါမယ်ဒါဆိုလူငယ်တွေ educated ဖြစ်တဲ့လူငယ်တွေနိုင်ငံမှာရှိတဲ့လူငယ်တွေအားလုံးကကိုယ့်နိုင်ငံရဲ့ nation branding ကိုမဖြစ်မနေတည်ဆောက်ပြီးဆောင်ရွက်ဖို့ဟာအရေးကြီးပါတယ်အဲ့တော့ nation branding နဲ့ business branding ကကျွန်တော်တို့မတူပါဘူးကျွန်တော်တို့ business branding ဆိုတာကရှင်းရှင်းလေးပဲကျွန်တော်တို့ရဲ့ပုံပစ္စည်းကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကို brand ဖြစ်အောင်လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ control ဖြစ်နိုင်တဲ့ area ထဲမှာရှိတယ်ကိုယ်ကုန်ပစ္စည်းကိုယ်ဝန်ဆောင်မှုကိုကိုယ်တာဝန်ယူပြီးထုတ်လို့ရတယ်နိုင်ငံကို brand လုပ်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ control လုပ်လို့ရတာတွေရှိတယ် control လုပ်လို့မရတာတွေရှိတယ်ဥပမာတဘာဝဘေးရနေဖြစ်လာလို့နိုင်ငံရဲ့ brand ပြတ်သွားတာကိုမရှိနိုင်ဘူးလားရှိတာပေါ့ tsunami တွေဖြစ်တာပေါ့နော်ကျွန်တော်တို့က tsunami တွေဖြစ်တယ်ဆို tourist တွေဘာဖြစ်သွားလဲကျသွားဒါပေမဲ့တဘာဝဘေးရနေထိခိုက်လာလို့နိုင်ငံရဲ့ brand ကျသွားတာကိုပြန်တက်အောင်လုပ်တာအရန်လွယ်တယ်ကျွန်တော်တို့ဘာလုပ်လို့ရလဲ reconstruction rebuilding ဒါတွေကိုကျွန်တော်တို့ in နဲ့အားနဲ့လုပ်လို့ရတယ်ဒါပေမဲ့ပြည်ရင်းစစ်ရှိနေလို့နိုင်ငံရဲ့ brand ထိခိုက်တာမျိုးဆိုနည်းနည်းခတ်သွားပြီကျွန်တော်တို့ကသဘောပေါက်မယ်ထင်တယ်တဘာဝဘေးရနေအကြောင်းလဲ brand ထိခိုက်သွားတာမျိုးရှိနိုင်တယ်နောက်တစ်ခါမတိမငြိမ်မှုတွေဖြစ်လို့လဲ brand ထိခိုက်သွားတာမျိုးရှိနိုင်တယ်နောက်တစ်ခါရေရှည်ကာလရှည်ပြည်ရင်းစစ်တွေဖြစ်နေရင်လည်းပဲ brand ဟာထိခိုက်တယ်စီမံခန့်ခွဲမှုကောင်းမွန်လာရင်လည်း brand ဟာကောင်းမွန်လာတယ်ဒါကြောင့် nation branding နဲ့ပတ်သက်ရင်ကျွန်တော်တို့ရဲ့ case study ကကျွန်တော်တို့နီးနီးနားနားမှာမဖြစ်မနေလေ့လာမှာ
စင်ကာပူဖြစ်တယ်စင်ကာပူရဲ့ nation brand ဟာကမ္ဘာမှာ top 20ထဲမှာပါတယ်ပေါ့နော်သူက14ဖြစ်လိုက်15ဖြစ်လိုက်16ဖြစ်လိုက်အရှိတောင်အာရှမှာတော့စင်ကာပူဟာ nation branding နံပါတ်1ဖြစ်ပါတယ်အာရှမှာစင်ကာပူရဲ့ nation branding ဟာအဆင့်2ဖြစ်ပါတယ်သူထက်အာရှမှာ nation brand မြင့်တာတနိုင်ငံပဲရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဂျပန်ဖြစ်ပါတယ်ဂျပန်တနိုင်ငံနဲ့သူ့တဲ့ nation brand မြင့်အဲ့တော့စင်ကာပူရဲ့သူ့ရဲ့ nation brand ကိုသူတိဆောက်ထားတဲ့ပုံစံကိုကျွန်တော်နည်းနည်းလေးလေ့လာကြည့်အောင်စင်ကာပူဒီဥပမာဆိုတော့သူ့ရဲ့အဓိကဘာသာစကားကိုရွေးတဲ့အခါမှာစင်ကာပူမှာအဓိကအားဖြင့်ကျွန်တော်တို့လူမျိုး၄မျိုးနေထိုင်ပါတယ်ကျွန်တော်တို့ Chinese သူတို့မှာ84.2% ရှိပါတယ်တရုတ်လူမျိုးနောက်တော့သူတို့မလေးလူမျိုးက73.3% ရှိပါတယ် Indian လူမျိုးကတော့9.2% ရှိပြီးတော့ကျွန်တော်တို့ဒီ others ပေါ့နော်ဒီ Europe ကတော့သူတို့စီမှာ3.3% ရှိပါတယ်အဲ့တော့စင်ကာပူရဲ့ founding father စင်ကာပူနိုင်ငံဝန်ကြီးချုပ် Lee Kuan Yew ဒါအားလုံးသိပါတယ်စင်ကာပူရဲ့ founding father Lee Kuan Yew ကကျွန်တော်တို့ဒေါအောင်ဆန်းစုကြည်ပြောသလိုပဲနော်တစ်ချိန်တော့ဗာပြောခဲ့တယ်စင်ကာပူဟာအနှစ်20နေရင်မြန်မာနိုင်ငံကိုမှီရမယ်လို့သူ့မိကုန်းတွေမှာခဏပြောခဲ့တဲ့ခေါင်းဆောင်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကလည်းစင်ကာပူချစ်ကြည်ခီးစဉ်မှာဗာပြောပါလေဒါကအလုံးကတုံ့လောက်သွားစေမယ့်စကားတစ်ခုကိုပြောပါတယ်မြန်မာနိုင်ငံအနှစ်20နေရင်စင်ကာပူကိုကျော်ရမယ်ဟာသဘောကျတယ်ကျွန်တော်ကြည့်ပြီးတော့ကျေးဇူးတင်ပါလူချင်းမင်းတော့နောက်အနှစ်20နေကျွန်တော်တို့ကြောက်မယ်ဆိုတာယုံပါသလားယုံရမယ်လူငယ်တွေများလို့အချို့တွေကမယုံဘာတွေလာပြောနေတာလဲကျေးဇူးတင်ပါအဲ့တော့ကျွန်တော်ခုနကပြောသလိုဒေါအောင်ဆန်းစုကြည်အဲ့လိုလည်းပြောစာနေစင်းတွေကဒေါအောင်ဆန်းစုကြည်ကမိုက်တွေရောက်သွားတယ်ဒေါအောင်ဆန်းစုကြည်စင်ကာပူနှီးမယ်လို့ပြောတာလားသူတို့စင်ကာပူမီဒီယာဆီကသူတို့ခေါင်းဆောင်အရင်တော့သူတို့ပြောခဲ့တာဒေါအောင်ဆန်းစုကြည်ခက်မော်ပြန်ပြောကျွန်မကြော်မယ်လို့ပြောတာသဘောကျတယ်ကျွန်တော်တို့တွေဟာခုနပြောသလိုတေချာတာတော့နောက်အနှစ်20နေစင်ကာပူကိုကြော်မကြော်ကျွန်တော်တို့ကကိုယ့်နိုင်ငံတော့ဒီထက်ပိုပြီးတိုးတက်လာအောင်လုပ်ဖို့လိုပါတယ်တေချာတော့စင်ကာပူကြော်အောင်လဲစူးစမ်းဖို့လိုတေချာတော့နောက်အနှစ်20နေရင်အခုလူကြီးတွေတယောက်မှမရှိတော့ဘူးအကုန်သိကုန်ပြီကျေးဇူးတင်ပါတယ်အဲ့လိုပြောလို့လူကြီးတွေကိုအားကားတော့ပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့က followers ရဲ့တာဝန်ပြောတာဒေါအောင်ဆန်းစုကြည်ကရည်မှန်းချက်ချဖို့ပဲတာဝန်ရှိတယ်အဲ့လိုသူကခေါင်းဆောင်ဖြစ်တဲ့အတွက်ကျွန်တော်တို့လူငယ်တွေအကောင့်တွေဘွားနောက်အနည်း20နေလို့ဖြစ်မလာဘူးဆိုရင်ကျွန်တော်တို့ခေါင်းဆောင်မျက်နှာကိုကျွန်တော်အိုးမဲတော့ပါကြားလိမ့်ဆိုတော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့တွေဟာကျွန်တော်တို့နောင်မျိုးဆက်ကိုပိုကောင်းတဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ပေးနိုင်မှုဆိုရင်ကျွန်တော်တို့မှာအဖက်ဖက်မှာဒီ concern တွေဖြစ်ဖို့လိုပါတယ်စီးပွားရေးနဲ့တခါတည်းကျကျွန်တော်တို့က business နဲ့ economics နဲ့မတူဘူးကျွန်တော်တို့က business ကတော့ရတယ် business ဆိုတာကိုယ်စီးပွားရေးကိုကောင်းအောင်လုပ်တာ business ပဲ economics ဆိုတာကစီးပွားရေးတောင်ကောင်း industry တစ်ခုလုံးတက်အောင်လုပ်တာကျွန်တော်တို့နိုင်ငံမှာခေတ်အဆက်ဆက်မှာကျွန်တော်တို့ရဲ့အားနည်းချက်က business တွေတော့ရှိခဲ့တယ်ကုမ္ပဏီကြီးတွေရှိခဲ့တယ်သဘောပေါက်မှထင်တယ်ပေါ့နော်ဒီကုမ္ပဏီတွေတဦးချင်းအောင်မြင်အောင်တော့ကျွန်တော်လုပ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကဘဏ်ကြီးတပန်ချင်းအောင်မြင်တာ hotel ကြီးတစ်ခုချင်းအောင်မြင်တာမဟုတ် industry တစ်ခုလုံးအောင်မြင်ဖို့ economic policy ဆိုတာအရေးကြီးပါတယ်ဒါနောင်မျိုးဆက်တွေစဉ်းစားဖို့ဖြစ်ပါတယ်ကျွန်တော်တို့ကဆိုတော့ခုနပြောသလိုစင်ကာပူဝန်ကြီးချုပ်လီခွန်းယူရဲ့ဦးနိုင်ငံကိုသူ့ရဲ့ nation branding policy မှာသူပထမဆုံးစပြီးခေါင်းခဲတာကဘယ်ဘာသာကိုယုံသုံးဘာသာပြဋ္ဌာန်းမှာလဲပေါ့သူ့မှာဒီလူမျိုး၄မျိုးတောင်ရှိနေတယ်အထူးသဖြင့်ပုံမှန်အပြင်ပြဋ္ဌာန်းမယ်ဆိုသူတရုတ်ဘာသာကိုသူပြဋ္ဌာန်းရမယ်ကိစ္စဖြစ်နေဒါပေမဲ့ဝန်ကြီးချုပ်လီခွန်းယူကဘာလို့ပဲသူရွေးချယ်ခဲ့လဲဆိုတော့ English as the main language ပဋိပက္ခမဖြစ်အောင်လို့မင်းတို့ကတခုမှမပြဋ္ဌာန်းဘူးတဲ့အင်္ဂလိပ်စာကိုပဲပါလိုက်တယ်ယုံသုံးဘာသာပြဋ္ဌာန်းလိုက်ဒီကနေ့မှာစင်ကာပူဟာအဲ့ဒီအင်္ဂလိပ်ဘာသာကိုသူယုံသုံးဘာသာပြဋ္ဌာန်းခဲ့တာဟာအိန္ဒိယနိုင်ငံတွေနဲ့ဘာတောင်ဖြစ်သွားလဲဆိုတော့ competitive advantage အောင်သူဖြစ်သွားတယ်အရှေ့တောင်အာရှမှာ service နဲ့ပတ်သက်ရင်သူ strong ဖြစ်ဆုံးနိုင်ငံဖြစ်လာတယ်လူကြီးမင်းတို့ဒါသူတို့ရဲ့ one of the nation branding ကိုသူတို့အရင်ဆုံးပြည်တွင်းမှာသူတို့စီးလုံးအောင်ဘယ်လိုလုပ်လဲနောက်တစ်ခါဝန်ကြီးချုပ်လီကွမ်ယူက plan ပေါင်းများစွာ project ပေါင်းများစွာကိုသူ့နိုင်ငံကိုတည်ထောင်တဲ့အခါမှာအသုံးပြုပါတယ်ဥပမာကျွန်တော်2015မှာဆိုရင် intelligent 2015ဆိုပြီးတော့သူတို့ရဲ့ဒီ intelligent 2015မှာတော့ကျွန်တော်တို့ကလီရှင်လုံခေတ်ကိုရောက်သွားပြီပေါ့နော်လီရှင်လုံကနေပြီးတော့သူတို့ဥဆောင်ပြီးလုပ်တာဖြစ်တယ်အထူးသဖြင့်စင်ကာပူကိုအိမ်တိုင်းမှာမြန်နှုန်းမြင့်အင်တာနက်တွေစတက်ပါတယ်သူကသူ့နိုင်ငံကို I generation ဖြစ်အောင်လုပ်တာပေါ့သူစင်ကာပူနိုင်ငံရဲ့အမိုက်စွန့်ပစ်မှုစနစ်တွေဒီနေ့စင်ကာပူမှာကျွန်တော်တို့သွားလိုက်ပြီလို့ပြောရင်လမ်းတွေမှာကျွန်တော်တို့ဒီမီးသီးတစ်လုံးကျွန်းတာတော့တွေ့ရခဲ့ပါတယ်လူကြီးတို့သဘောပေါက်မထင်နဲ့ကျွန်တော်တို့နိုင်ငံမှာလမ်းပေါ်မှာညဘက်ကိုကြည့်လိုက်ရင်လမ်းမီးဆိုတာလင်းနဲ့မီးသီးဟာကျွန်တော်တို့တော်တော်ကန်ကောင်းတယ်စင်ကာပူမှာကသူများနိုင်ငံကိုကျွန်တော်အထင်ကြီးပြီးပြောနေတာတော့မဟုတ်ဘူးကျွန်တော်တို့ case study လုပ်အောင်ပါပေါ့နော် case study လုပ်နေတာဖြစ်ပါတယ်စင်ကာပူမှာကျွန်တော်ကြည့်ရမီးလုံးတစ်လုံးကျွန်းတာတော့မရှိတော့ပဲရှိမယ်ဆိုတော့တော်တော်ရှားတယ်
ယထာတွေကအခြေရမ်းမှန်တယ်လူတွေက very smart ဖြစ်တယ်ဒါတွေအားလုံးဟာစင်ကာနိုင်ငံရဲ့ agency ပေါင်းများစွာဟာနှစ်ပေါင်းများစွာလုပ်ခဲ့ရတာတချင်းဖြစ်လာတာမဟုတ်ဘူးကျွန်တော်တို့က nation branding ကိုလုပ်တဲ့အခါမှာ9နှစ်နဲ့ဖြစ်လာတာမဟုတ်ဘူး10နှစ်နဲ့ဖြစ်လာတာမဟုတ်သူတို့နှစ်ပေါင်းများစွာသူတို့နိုင်ငံရဲ့ brand ကိုတိဆောက်လာတာဟာဒီကနေ့မှာသူတို့ဒီပြိုင်မကင်းနိုင်ငံတစ်ခုဖြစ်လာကျွန်တော်တို့လည်းဒီလိုကျွန်တော်တို့လူငယ်တွေမှာဒီစိတ်ရှိရမယ်50နှစ်တော့ကျွန်တော်တို့ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့20 30လောက်အတွင်းမှာတော့ကျွန်တော်တို့နိုင်ငံရဲ့ nation brand ကိုမြင့်အောင် agency တည်တည်ကစူးစမ်းအောင်မှာဖြစ်တယ် agency လို့ပြောတဲ့အတွက်အကုန်ပါပါတယ် government agency တွေလည်းပါပါတယ် non government agency တွေလည်းပါပါတယ်အစိုးရတွေလည်းပါပါတယ်ပုဂ္ဂလိကတွေလည်းပါပါတယ်လူငယ်တွေလည်းပါပါတယ်ဒါကျွန်တော်တို့အားလုံးဟာသူတို့ရဲ့ဒီ nation branding ကိုသူတို့ဘယ်လိုလုပ်လဲသူအားတာယာကိုလုပ်တာဖြစ်တယ်ဥပမာကျွန်တော်တို့ New Zealand လိုနိုင်ငံမျိုးဆိုရင်သူတို့အားတာကတဘာဝအားတာတယ်ဆိုတော့သူရဲ့ slogan သူသုံးတာ 100% pure New Zealand ဆိုတော့ nature ပေါ့ nature ကိုထိတွေ့ကျွန်တော်ဒီကနေ့ပကံဒီကျွန်တော်တို့ကခုနပြောတဲ့ World Heritage ကိုဝင်ပြီလို့ပြောရင်ကျွန်တော်တို့က gateway to Asia ပြောမလား like for example ပကံကနေဝင်ပြီးတော့အာရှရဲ့ယဉ်ကျေးမှုဝင်လို့ရတယ်စသဖြင့်ကျွန်တော်တို့မှာ country ရဲ့ brand ကိုတွားမဲ့ strategy တော့ရှိဖို့လိုတယ် strategy တော့ရှိဖို့လိုတယ်ဥပမာကျွန်တော်တို့ Thailand ကသူ့ရဲ့ country ကို amazing Thailand very colorful ဖြစ်တာပြင်သူ့မှာ service တွေကောင်းတယ်နေရာဒေသမျိုးစုံနဲ့ရှိတယ်ကျွန်တော်တို့က Thai နဲ့တော့နည်းနည်းဆင်တယ်မြန်မာ amazing Thailand တို့ဒီလိုမျိုး 100% pure New Zealand တို့စင်ကာပူဒီလုံးလို့မရခဲ့ဘူးစင်ကာပူလည်းစဉ်းစားတာပဲဒါပေမဲ့ 100% pure စင်ကာပူဆိုသူ့မှာဘာမှမရှိတဲ့ကိစ္စတော်တော်ဦးနိုင်ငံရဲ့ nation brand ကိုသူစဉ်းစားတဲ့အခါမှာသူကဘာလို့ဖောင်ရလဲဆိုတော့စင်ကာပူရဲ့ model က garden city model ဖြစ်ပါ garden city model ဆိုတော့ garden တွေကလည်းသူ garden တွေက man made garden တွေတဘာဝ garden တွေတော့မဟုတ်ဘူးဒါပေမဲ့စင်ကာပူဒီ garden city model ကိုကောင်းစွာအကောင့်ထဲပေါ်ဆောင်နိုင်တဲ့အခါမှာကျွန်တော်တို့ဒီနေ့ပကံက World Heritage List ကိုကျွန်တော်တို့ဝင်တယ်စင်ကာပူနိုင်ငံရဲ့စင်ကာပူ Botanic Gardens 2015ခုနှစ်ထဲကကျွန်တော်တို့ဂျာမနီနိုင်ငံဘောင်းမြို့မှာတဘာဝယဉ်ကျေးမှုအမွေနဲ့ဒီတဘာဝဒီသမိုင်းဒီအမွေနဲ့စင်ကမ္ဘာယဉ်ကျေးမှုအမွေနဲ့စင်ကိုဝင်ခဲ့တာဖြစ်ပါတယ်ဘယ်နှခုနှစ်တည်းကဝင်လဲဆိုတော့2015တည်းကဝင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာအခုချိန်ထိယဉ်ကျေးမှုအမွေနဲ့စင်ဝင်တာ2မြို့ပဲရှိပါ2နေရာပဲရှိပါသေးတယ်เนาะကျွန်တော်တို့တစ်ခုကတော့ပြူဖြစ်ပါတယ်ဒုတိယတစ်ခုကကျွန်တော်ပကံဖြစ်ပါတယ်စင်ကာပူလိုနိုင်ငံမျိုးမှာတောင်တစ်ခုက2015တည်းကရှိပါတယ်တခြားနိုင်ငံတွေမှာတော့ကျွန်တော်တို့ထက်များတဲ့နိုင်ငံတွေများစွာရှိပါတယ်အရှေ့တောင်အာရှမှာဒါကြောင့် nation branding မှာလည်းလူငယ်တွေကရှေ့ဆက်ပြီးတော့တပားအတိမတ်ပြုတဲ့နေရာတွေလည်းဆက်လုပ်လာဖို့လိုပါတယ်စင်ကာပူရဲ့ nation branding မှာစင်ကာပူဒီစနစ်တကျဒီ Botanic Garden တိစောက်ခဲ့တဲ့အတွက်2015မှာသူတို့ဒီကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စင်ကိုဝင်ခဲ့တယ်နောက်ကသူတို့ရဲ့ marketing strategy တွေကတော့ကမ္ဘာပထမအဆုံး night safari စင်ကာပူကစလုပ်ပါတယ်ညဘက်မှာ safari အဲ့တော့သူမှာ animal ပေါင်း2500လောက်ရှိပြီးတော့မျိုးစိတ်ပေါင်း130လောက်ရှိပါတယ် visitor ပေါင်း 1.1 million လာပါတယ်ကျွန်တော်တို့နိုင်ငံလည်းလုပ်လို့ရပါတယ်နေပြည်တော်မှာ night safari လေးပါလေးလုပ်ပါလားနော်နေရာတွေလည်းအများကြီးရှိတာပဲနော်ရန်ကုန်မှာလည်းလုပ်လို့ရတယ်မိုးရင်းဆိုရင်ကျွန်တော်တို့က vintage နဲ့တောင်နည်းနည်းဆင်ဆင်ပဲနော်လှေတွေပါလေသွားလို့ရတယ်အဲ့တော့လုပ်လိုက်ပါလားကျွန်တော်တို့က amazing ရန်ကုန် vintage ကျွန်တော်ခုနပြောသလို night market ဒါတွေလည်းကျွန်တော်တို့ကအကောင့်ထဲပို့ဖို့ကောင်းကောင်း night market ဆိုတာညာဈေးဆိုတာ tourist တွေကိုဆွဲဆောင်နိုင်တဲ့ညာဈေးဒါတွေလည်းကျွန်တော်တို့ကအများကြီးဆောင်ရွက်ဖို့လိုပါတယ်နောက်တစ်ခါစင်ကာပူတီတော်ပြင်းနဲ့ပတ်သက်ရင်လည်းခြေတော်အာရှမှာပထမဦးဆုံး universal studio ကိုသူဒီစောင့်နိုင်ပါတယ်ဒီထက်အပြင်သူ့ရဲ့ marketing ကိုသူလုပ်တဲ့အခါမှာဒီကမ္ဘာမှာနာမည်ကြီးတဲ့ brand တွေနဲ့သူဒီ control လုပ်တယ်သူ့နိုင်ငံကိုအဲ့နာမည်ကြီးတဲ့ brand တွေရောက်အောင်လုပ်တယ်အထူးသဖြင့်သူအဓိကလုပ်နေတာ Formula 1 Formula 1ဆိုတာလူကြီးမင်းတို့အားလုံးသိတဲ့ဒီကမ္ဘာလုံးကသိတဲ့ brand ပြီးရင် Formula 1ကားပြိုင်ပွဲဆိုရင်ဒီကမ္ဘာလုံးမှာတန်းတန်းများစွာလဲစောင့်ကြည့်နေသူတို့ Formula 1ကားပြိုင်ပွဲကိုလိုက်ပြီးတော့တကယ်ကြီးတဲ့လူတွေလည်းအများများတယ် tourist တွေဆိုတော့သူဒီ Formula 1ရဲ့ night race လို့ခေါ်ပါတယ်ကျွန်တော်တို့ကညဘက်ကားမောင်းပြိုင်ပွဲဒါကိုသူစင်ကာပူမှာအောင်မြင်စွာလုပ်နိုင်တယ်ဆိုတော့သူရဲ့ဒီ Marina Bay တို့ပါတော့ဒီစင်ကာပူရဲ့နာမည်ကြီးတဲ့ figures တွေနဲ့တွဲပြီးတော့ကမ္ဘာစင်ကာပူကောင်းကောင်းသိသွားတယ်ဒီမကြသေးမီကလည်းကျွန်တော်ပထမဦးဆုံးဒီ Donald Trump နဲ့မြောက်ကိုရီးယားခေါင်းဆောင်တွေ့တာလဲစင်ကာပူမှာပဲတွေ့တာသူ sponsor ပေးလိုက်တယ်သူပြန်ရတဲ့အကျိုးမြတ်ကအများများတယ်နော်ကျွန်တော်တို့ဒါတော့ nation branding မှာ policy makers များဟာကိုယ့်ရဲ့ nation brand ကိုတက်လာအောင်လုပ်တဲ့အခါမှာအသိဉာဏ်မြင်မာပြီးတော့မှကျွန်တော်တို့ကကြိုပြီးတွေးနိုင်ဖို့လိုတယ်။ခေါင်းဆောင်ဆိုတာကြိုတွေးဖို့လိုတယ်ပိုတွေးဖို့လိုပါတယ်တခါတလေကြာ။ဒီပွဲကိုကိုယ်နိုင်ငံလက်ခံကျင်းပလိုက်တဲ့ကုန်ကြစိတ်တစ်ခုလည်းတွက်လို့မရဘူး။ဒီပွဲကိုကျွန်တော်လက်ခံကျင်းပလိုက်တဲ့ကုန်ကြစိတ်ရှိလို့ရတဲ့အကျိုးများတခါတလေပုံများနေတယ်။ပုံများနေကုန်ကြစိတ်ကိုမတက်နိုင်တော့ကြံဖန်ပြီးလို့ရတယ်။
မီးမတပိန်းနိုင်ပေးနိုင်အောင်လုပ်ရလိမ့်မယ်ဘာဖြစ်လို့လဲမပေးနိုင်လို့မလုပ်ဘူးဆိုကျွန်တော်ဘယ်တော့မှလုပ်လို့မရဘူးဆိုတော့စင်ကူဒီငါအပြင်သူ့ရဲ့ soft power ကိုလည်းသူကောင်းစွာပြီးစောင့်နိုင်ပါတယ် Waiting for over a year now, and I think it's about time we met my beautiful girlfriend. What about us taking an adventure? အချိန်ရောက်ကျွန်တော်မပြတော့ဘူးဒါတော့ကျွန်တော်တို့ရုပ်ရှင်ပြကြတယ်လို့အဲ့ဒါပါလဲဆိုတော့စင်ကူရဲ့ဒီကျုံတို့ဒီ YouTube မှာကြည့်လို့ရတယ် Crazy Rich Asians ကြည့်ဘူးမယ်ထင်တယ် Crazy Rich Asians ကနာမည်ကြီးတဲ့ရုပ်ရှင်စင်ကူရဲ့ရုပ်ရှင်ကားဖြစ်တယ်Crazy Rich Asians မှာကျွန်တော်တို့ဒီစင်ကာပူရဲ့တကယ်စင်ဆွေစင်ကာပူကဘယ်လောက်ကျွယ်ဝချမ်းသာလဲဆိုတော့သူတို့ကဘာကို soft power အနေနဲ့ပေါ့နော်ရုပ်ရှင်အနေနဲ့သူတို့ဒီ film making နဲ့လုပ်နိုင်တယ်ကျွန်တော်တို့ခုနပြောသလိုဒီလောက်ဆိုတော့စင်ကာပူရဲ့ case study ကိုကျွန်တော်တို့နည်းနည်းလေးအဆင်ပြေမလို့ထင်တယ်ဒါပေမဲ့ဒီထဲမှာအရေးကြီးဆုံး case ကတော့ကျွန်တော်တို့ government ဖြစ်ပါတယ် government's role in nation branding government ရဲ့ role ကလည်း nation branding မှာအလွန်အရေးကြီးပါတယ်အဲ့တော့သူတို့အစွမ်းကိုဥဆောင်နေတဲ့သူကနိုင်ငံရဲ့ nation brand ကိုများစွာတက်စေပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းစင်ကာပူနိုင်ငံဝန်ကြီးချုပ်လီကွမ်နီတို့ပြောရင်ကမ္ဘာပေါ်မှာသူ့ရဲ့နိုင်ငံရေးဩဇာဟာအလွန်မြင့်မားတယ်လီကွမ်နီရဲ့ personal branding ကိုသူ့ရဲ့ nation branding နဲ့ကိုသူဒီအထောက်အကူပြုပါတယ်ကျွန်တော်တို့နိုင်ငံမှာဒီနေ့ဒေါအောင်ဆန်းစုကြည်တက်လာတဲ့အချိန်မှာမြန်မာရဲ့ nation brand ဟာကမ္ဘာမှာအလွန်တက်လာပါတယ်အဒီပြင်လွန်ခဲ့တဲ့3-4နှစ်ကဆိုပိုအများကြီးတက်ပါတယ်အခုအချိန်တွေကလည်းကျွန်တော်တို့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့ control လုပ်လို့မရတဲ့ကိစ္စရပ်တွေကလည်းရှိနေတဲ့အတွက်ကျွန်တော်တို့က definitely struggle တော့ဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်းသူ့ရဲ့ personal branding ကိုစရေးပြီးတော့မှ nation branding ကိုလုပ်ပေးနေရတဲ့ကိစ္စတွေလည်းများစွာရှိပါတယ်ဒီအတွက်လည်းကျွန်တော်တို့ရဲ့ခေါင်းဆောင်ကိုအမြဲတမ်းလေးစားပါတယ်ကျွန်တော်ဒေါအောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးရှိတဲ့အခြေအနေမျိုးမှာတော့ကျွန်တော်တို့နိုင်ငံရဲ့ nation brand ကိုကောင်းအောင်မလုပ်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့မလွယ်တော့ဘူးဆိုတော့ဒီအစိုးရအဖွဲ့ကိုဥဆောင်တဲ့သူတွေနိုင်ငံကိုဥဆောင်တဲ့သူတွေကလည်း nation brand မှာလာပြီး effect ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခုနပြောသလိုမြန်မာအတွက်ကောဘယ်လိုလုပ်လို့ရမလဲကျွန်တော်တို့မှာမကြသေးမရပဲကျွန်တော်တို့ရဲ့ဝန်တာစရာချက်ကပကံဒီ UNESCO ရဲ့ရှင်းအောင်ရည်ချင်းမှုအမွေနေ့စင်းကိုဝင်ခဲ့ပါတယ်အဲ့လိုဝင်ခဲ့တဲ့အချိန်မှာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းအကြောင်းကြောင်းသောအခြေအနေတွေကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ tourism ကကျနေတဲ့အချိန်မှာပကံကဒီလိုပြန်ဝင်လိုက်တဲ့အတွက်ကျွန်တော်နည်းနည်းလေးအသက်ရှူချောင်သွားတယ်အခုဆိုပကံမှာ hotel တွေပြည့်နေပြီပြည့်တယ်လို့ကျွန်တော်သွားကြည့်တော့ tourist တွေလားဆိုတော့မြန်မာတွေဘာဖြစ်လို့လဲဆိုတော့ Facebook မှာဓာတ်ပုံရိုက်ဖို့အတွက်ဘာလို့ဖြစ်ကြိုးစားရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်မြန်မာလည်းဒါသင်ဝင်သွားတော့ထပ်ပြန်ပြီးတော့သွားတယ်ဒါပေမဲ့မကြမီအများကြီးလာတော့မယ်အခုလည်းရောက်နေပါပြီဘာလို့လဲဆိုတော့ကျွန်တော်တို့ကအထူးသဖြင့်ကျွန်တော်တို့မှာကြာသွားတာဥရောပတိုးတွေကြာသွားတာပေါ့နော်ယူရိုပတိုးတွေကြာသွားဒါပေမဲ့အဲ့ဒီဥရောပဘက်ကအဖွဲ့တွေကဒီလိုကမ္ဘာရှင်းအောင်ရင်ချင်းမှုအမွေနေ့စင်ဝင်သွားရင်လိုက်လေတဲ့အဖွဲ့တွေရှိတယ်သူတို့အဲ့စင်ကြီးကိုတို့ထားတာဒီစင်ဝင်ပြီဆိုတာနဲ့ဒါကဘာနဲ့အောင်ဆိုင်သွားပြီဆိုရင်ဒါကိုကျွန်တော်လိုက်လေ့လာတဲ့အဖွဲ့တွေရှိတယ်ဖြစ်တဲ့အတွက်ကျွန်တော် tourism ကတော့အများကြီးတက်လာပြီဆိုကျွန်တော်တို့ဘာတွေလုပ်လို့ရမလဲအဲ့လိုတက်လာတဲ့အချိန်မှာကျွန်တော်တို့က hotel တွေလုံလောက်မလုံလောက်ဘူး service တွေမကောင်းဘူးဆိုရင်ပို့ဆိုးသွားလိမ့်မယ်ကျွန်တော်တို့ကဒါတွေလည်းကျွန်တော်တို့နိုင်ငံဟာပြင်ဆင်ထားဖို့လိုအပ်ပါတယ်အဲ့တော့မင်းပြောနေတာတွေတော့ပိတ်ကောင်းတာပဲမေးရအဲ့ဒါတွေကငါတို့အတွက်အယံဝေးတယ်နော်ငါတို့နိုင်ငံကလည်းမင်းသိတဲ့အတိုင်းပဲအခြေအနေတွေကရှိတာပဲငါတို့ကနောက်ကျနေပြီဘာမှလုပ်လို့မရတော့ဘူးမျိုးစုံပြောကြတယ်မပူပါနဲ့လူချင်းမင်းတို့အဲ့လိုနောက်ကျနေပြီလို့ပြောတဲ့သူတွေအတွက်ကျွန်တော်မှာ strategy ရှိပါတယ်လင်းသားညွတ်ပြင်ဆင်ထားတဲ့မဟာဗျူဟာဖြစ်ပါတယ်နိုင်ငံအတွက်လင်းသားညွတ်အချိန်ကုန်ခံပြီးပြင်ဆင်ထားတာပါအဲ့ဒီမဟာဗျူဟာတော့ကျွန်တော်တို့သူတို့ကိုဘယ်လိုလိုက်မလဲဆိုတော့ဒန်ကျွန်တော်တို့ဒီလိုလိုက်မှာဖြစ်ပါဆိုတော့ကျွန်တော်တို့လိမ့်ဖြစ်နေဘာဖြစ်မလဲဘိန်းတက်ပြီးဒုံးရတတ်မှာပေါ့ဗျဟုတ်တယ်မလားကျွန်တော်နောက်ကျနေလည်းမတတ်နိုင်ဘူးဟာပြီးခဲ့တာတွေကြီးပဲထိုင်မဲ့လို့ဘယ်လိုမှမဖြစ်ဘူးဘယ်သူတွေပါလောက်ခဲ့တာမှန်တယ်အဲ့ဒါတွေလောက်ခဲ့တာထိုင်ပြောလို့သူတို့ထိုင်ဆဲနေုံနဲ့ကျွန်တော်တို့နိုင်ငံတိုးတက်လာလို့ကျွန်တော်တို့ထိုင်ဆဲနေပြီလူငယ်တွေကသဘောပေါက်တယ်ကျွန်တော်တို့ထိုင်ဆဲနေုံနဲ့မတိုးတက်လာဘူးဆိုရင်အရေးကြီးတာတော့ကိုလူကြီးဖြစ်လာရင်နောက်ကကလေးတွေကကျွန်တော်တို့မဆဲအောင်တော့လုပ်ရလိမ့်မယ်နောက်ကကလေးတွေကကျွန်တော်တို့မဆဲအောင်ကျွန်တော်တို့လူကြီးဖြစ်လာမှအဘလင်းပိုင်းညွန့်တို့ကြောင့်ငါတို့ဒီလိုဖြစ်နေတယ်လို့အပြောမခံနိုင်ဆိုရင်ကျွန်တော်တို့လူကြီးမတို့အဘရေရောက်သွားရင်အဘဆိုတာအသက်ကိုပြောတာနော် Facebook ကလည်း live နေတယ်နော် democracy ကိရောက်တော့နည်းနည်းတော့ပြောရဲဆိုရတော့ရှိလာပါတယ်သူကပြောတဲ့သူကိုဖန်တဲ့ခင်မဟုတ်တော့သူစီစဉ်တဲ့သူကိုဖန်တဲ့ခင်ဖြစ်သွားပြီဆိုတော့ဒါ PSA ဆိုတော့ဆရာအင်အားကလည်းတောင်းတယ်နော်ယုံကြည်တဲ့တရားသူကြီးကဒီဆရာတွေမခေါ်နိုင်ဘူးဆိုတော့တရားသူကြီးဒီဆရာတွေအားလုံးခေါ်လိုက်သူတော်တော်တိုင်ပတ်သွားမယ်ဟောပြောပွဲလုပ်နေတာနဲ့တရားရုံမှာဆိုတော့ကျွန်တော်တို့တွေကခုနပြောသလိုလူချင်းမတို့မှာလူငယ်တွေမှာပြင်ဆင်ထားဖို့လိုတယ် negative ကို positive ပြောင်းတာလဲ marketing နဲ့တခါတလေကျရင် haters တွေကိုရောင်းလို့ရတယ်နော်လူချင်းမထောက်ခံတဲ့သူပဲဈေးရောင်းလို့ရတာမဟုတ်ဘူးနော်ကမ္ဘာပေါ်မှာ haters တွေကိုမထောက်ခံတဲ့သူတွေအယောင်းနိုင်ဆုံးသောပုဂ္ဂိုလ်ကြီးက Donald Trump ပဲDonald Trump ကတော်တော်များများမဲတွေက Hillary မဲတွေရသွားတာနော်
တချိန်တော့သူ့ပပဆက်ဆက်ဆဲခဲ့တယ်ဆိုရင်ဒီကနေ့ဒီလေဒေါ်နယ်ထရန့်တနာဖို့ကောင်းတာအမေရိကန်နိုင်ငံရဲ့သမိုင်းမှာလူလူထောက်ခံမှုကတော်တော်နည်းတဲ့သမ္မတဖြစ်တယ်နော်ဒီနေ့အချိန်ကြီးတဲ့သူ့နိုင်ငံထဲမှာသူထောက်ခံမှုရလားမရသလောက်ပဲကိုယ်သမ္မတတယောက်ဟာကိုယ်နိုင်ငံကနိုင်ငံရေးသမားတွေကကိုယ်မထောက်ခံတာဘယ်လောက်ခံစားရခက်လဲဟောငါနိုင်ငံတွေကငါ့ကိုမထောက်ခံလို့အပြင်ကထောက်ခံသလားဆိုတော့တကဘာလုံးနဲ့ပတ်ပြီးရန်ဖြစ်တယ်ဒါပေမဲ့ तू ဟာအောင်မြင်လားမအောင်မြင်လားလူကြီးမတို့သိတယ် results မကြသေးမီပဲအမေရိကန်ရဲ့ unemployment rate ကိုအမေရိကန်မှာအနှိမ့်ဆုံး short ချနိုင်တယ် unemployment rate ကို तू short တာအလုံးလက်မဲ့တော့အနှိမ့်ဆုံးပြအောင် short နိုင်တယ်နော်အဲ့ဒါဒီသမ္မတ80ဆက်လောက်အတွင်းမှာ तू ဒီအနှိမ့်ဆုံးပဲ तू ရဲ့ strategy 3ခုနဲ့လုပ်တယ်တစ်ကဘာလဲဆိုတော့ tax cut တယ်အခွန်တွေ short အခွန် short လို့အခွန်ရော့သွားလားဆိုတော့မရော့ဘူးအခွန် short လိုက်လို့အခွန်ပိုရတယ်နော်နိုင်ငံမှာသဘောပေါက်လားမသိဘူးလူချင်းမတို့အခွန်အရမ်းများရင်အခွန်ရှောင်တယ်လေသဘောပေါက်လားမသိအခွန်ကတောင့်တတာဖြစ်တယ်အခွန်ရဲ့ policy က2မျိုးပဲရှိတယ်ပေးခြင်းရမယ်ပေးနိုင်ရမယ်ပေးခြင်းနဲ့ပေးနိုင်တဲ့ပမာဏလောက်ကို short လိုက်လူတိုင်းကတရားဝင်လုပ်ချင်တယ်ဒီပိုင်းလုပ်တဲ့ကိစ္စမှာဆိုတော့သူအခွန်တွေကိုသူစီးပွားရေးသမားဖြစ်တဲ့နားလေအခွန်ဒီမာဂျင်လောက်ထိုင်ပို့ဆောင်မယ်အခွန် short လိုက်တာအခွန်တွေလည်းပိုရတယ်စီးပွားရေးလည်းအဆင်ပြေနေ့ချက်သူဘာလုပ်လဲ tax cut လုပ်တယ်ဒုတိယတစ်ချက်ကတော့ deregulation စီးပွားရေးသမားဖြစ်တဲ့အတွက်စီးပွားရေးသမားတွေအတွက်လည်းဝင်ဖို့ဖြစ်တယ်နိုင်ငံမှာလည်းအကျိုးမရှိဘူးအစိုးရမှာလည်းအကျိုးမရှိတဲ့ regulation တွေကိုလျှော့ပေးတယ်တရားတစ်ချက်ကတော့ကဘာကတော့နည်းနည်းဝေဖန်မှုရှိတယ်အဲ့ဒါဘာလဲဆိုတော့ American အဓိကဝါဒဆိုတော့တရုတ်မှာထုတ်နေတဲ့စက်ရုံတွေ American ကိုရွှေ့ခိုင်းတယ်ရှင်းရှင်းလေးပဲတရုတ်မှာထုတ်တဲ့စက်ရုံတွေ American ကိုရွှေ့ကြတဲ့က American မှာအလုပ်သမားတွေအလုပ်ထည့်ရပြီပေါ့ကျွန်တော်တို့ကဆိုတော့ strategy နဲ့သူလုပ်တယ်ပြောတယ် negative ကို positive ပြောင်းနိုင်မှုလုပ်တယ်ဆိုတော့ကျွန်တော်ဆိုရင်ကျွန်တော် Facebook မှာ true ကြာလာတော့ကျွန်တော် true တာသဘောကျလာ marketing ဖြစ်လာဘာဖြစ်လို့ကိုယ်စာအုပ်ဖွဲ့စာအုပ်ကိုမ share ဘူးလေစာအုပ်ကို true တာ share လိုက်တော့ရောင်းအားတက်သွားတယ်Facebook မှာလာမေးဆိုင်တွေမှာလာမေးတာကျွန်တော် research လုပ်ထားတယ်စာအုပ်ကိုလာမေးတာအဲ့ true တဲ့ပုံလေးပြပြီးလာမေးဒီစာအုပ်ရှိလားကိုတင်ထားတဲ့ကြော်ညာ share တာနဲ့လူရဲ့သဘောကလင်းသားညုံကောင်းပါလေလို့ပြောဘယ်သူက share မှာလဲဟုတ်တယ်မလားကျွန်တော်တပည့်တွေမှာမဟုတ်တဲ့ကိစ္စလင်းသားညုံကဒါလေးမကောင်းဘူးလို့ပြောနည်းနည်းမျက်လုံးပြူးသွားတာဟောအဲ့ကျွန်တော်ခုနပြောသလိုကျွန်တော်မနေတာ true တဲ့ဝင်ကြည့်တယ်ကိုမ true တဲ့နေ့ဆိုစားမဝင်အိတ်မပြောမနေ့ကပဲကြည့်လာတယ်တွေးလိုက်တယ်သင်ကိုယ်တင် FA လို့ကြီးပဲအော်မနေပါနဲ့တဲ့သင်ကလည်းနည်းနည်းတော့နန့်ပေးပါတဲ့ပုံအညွန့်မစိုးပါဘူးကိုတတိယသေးတာဟိုတနေ့ကကြည့်လိုက်တဲ့ပုံလေးကဒါလေးကတော်တော်သဘောကျတယ်ဘယ်တော့မစိုးသူများရဲ့အထက်မှာပဲနေခြင်းသောလင်းတိုင်းညွန့်ကြောင်းတက်စင်ငယ်ဘဝကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်အဲ့ဒါကြည့်ဒါစိတ်ဆိုးစရာအကြောင်းတစ်ကြောင်းမှမရှိဘူးသူ့ပုံကြည့်လိုက်ကိုယ့်ရဲ့ marketing message ဖြစ်တဲ့ see you at the top ကိုအပြည့်အဝကိုစားပြုတယ်ကိုကအများနဲ့အထက်မှာပဲနေတယ်ဆိုတော့ကိုယ့်ရဲ့ marketing message ကိုသူတို့ကကျွန်တော်မုန်းတာလည်းဟုတ်ချင်မှဟုတ်တာတစ်ခါတလေကြတော့လေဒီလိုပဲနောက်တာပေါ့နော်ဒီလိုနောက်တဲ့သူကကျွန်တော်တို့စီမှာများတယ်ဘေးအကုန်ခံပြီးတော့ marketing လုပ်ပေးဆိုရင်ကျွန်တော်ခုနပြောသလိုကိုယ့်ချစ်တဲ့သူကကိုယ့်အချိန်မစောင့်မကြည့်ဘူးနော်ဟဲ့လူချင်းမင်းတို့မုန်းတဲ့သူကအချိန်မစောင့်ကြည့်တယ်နော်မိန်းကလေးတွေကိုအိမ်ကြီးဝတ်တာအစင်ပြေလားမပြေလားသိချင်ရင်ကိုနဲ့မတည့်တဲ့ကောင်မလေးကိုမေးလို့ရတယ်သူကတစ်ချိန်လုံးကိုစောင့်ကြည့်နေတာမနဲ့ကြောင်းလာတဲ့ဟဲ့ကောင်မကြီးကမထော်မနိုင်ဘူးလာတယ်ဘာရောင်ကြီးကျွန်တော် fan တွေကကျွန်တော်မှလည်းကျွန်တော် fan တော့ရှိပါကျွန်တော် fan တွေကကျွန်တော် page ကို24နာရီမကြည့်ဘူးကျွန်တော်စာအုပ်ထွက်တာသူတို့တစ်ခါတည်းတနာရီလောက်နေမှသိတာကျွန်တော်မကြိုက်တဲ့သူတွေကအချိန်မကြည့်နေတာဘယ်လိုလုပ်သိလဲဆိုတော့စာလုံးပေါင်းလေးတစ်လုံးမှာပြီး Facebook ကိုတင်လိုက်ရင်ဟာငါစာလုံးပေါင်းမှာနေပြီး S channel နဲ့အမြန်ဖြတ်လိုက်တယ်ဘယ်တော့ screenshot တွေရိုက်သွားလဲမသိဘူးခဏတွေတော့အဲ့မီမီ page မှာတက်ဒီလောက်တော့နားမလည်ဘူးလားဆိုတော့ကျွန်တော်ပြိတ္တတွေကတော့ကျွန်တော်က S ဆောက်ချက်ခဲ့တာကျွန်တော်မမဟုတ်ဆိုတာသဘောပေါက်တယ်ဒါကတော့ typing error ရှိတယ်သို့တော့ကျွန်တော်ဒါတွေကိုဒေါသထုတ်လို့ပြောတာမဟုတ်ကျွန်တော်ဒါ apply လုပ်တာကိုပြောတာအဲ့ဒါပြန့်သွားတဲ့အခါသူတို့ share လိုက်တဲ့အခါကိုယ်စာအုပ်အသေးအဖုံးကပါသွားတယ် share ရတဲ့စရင်းကိုကြည့်လိုက်တဲ့အခါပန်းနဲ့ချီပြီး share တာတော့သိန်းတော့မဟုတ်ဘူးဟာနည်းနည်းတော့ marketing မို့အဲ့ပန်းနဲ့ချီပြီးအဲ့ဒါလောက် share ဖို့အတွက်ကိုယ့်ဘာသာကို boost လုပ်ရင်ဒေါ်လာ 6000 လောက်ကုန်ပါတော်တော်တက်တာလေ fan က marketing budget ကတော်တော်တက်တာသွားတာဒေါ်လာ 6000 လောက်ဟိုပြီးတော့ဒီလိုဟာမျိုးပြန့်သွားတာလေကျွန်တော်တို့ဘာအဖက်မှမရှိဘူးအဲ့တော့ကျွန်တော်ဥပဒေရရေးယူစရာကိစ္စတွေလည်းဘာမှမပါသလိုလူထုကကျွန်တော်ဝေဖန်စရာကိစ္စတွေလည်းမပါဘူးပေါ့နော်အဲ့ဒီနှစ်ချက်ပါလာရင်တော့ဒါဖြေရှင်းရတာပေါ့ဟိုတလောကကျွန်တော်မှားသွားတယ်စကားမိုင်းနဲ့မွေးကားတဲ့ထက်တာလေနည်းနည်းမင်းနဲ့မြင်းခွာရဲ့သဘောပေါက်မှထက်တယ်နည်းနည်းမင်းတို့ပြောနေရင်မွေးကားထဲမှာမြင်းခွာရဲ့တဲ့ဆိုတော့ဝိုင်းပြောကြလေးတန်းရောလှုပ်ပလိုက်ပြန်ပြီနော်မြင်းခွာရဲ့ကိုမွေးကားထဲဘယ်လိုထက်မှာလဲသူကလည်းစကားပြောရများရင်မှားတာပေါ့ဗျာအဲ့ဒါကို share ကြတယ်အဲ့ဒါကျွန်တော်သွားပြီးဒေါသထွက်လို့မရအဲ့ဒါကိုကျွန်တော်ကနော်နည်းနည်းမင်းမဟုတ်မြင်းခွာရဲ့နဲ့နည်းနည်းမင်းမှားတဲ့ကိစ္စကိုသတင်းစာရှင်းလင်းပွဲခေါ်လို့မရဘူးဆိုတော့လောကမှာအမားတွေတော့ရှိမှာပဲခဏခဏမှားပါလူချင်းမင်းကဘာဖြစ်လို့လဲ on the high stage ရောက်လာရင်လူချင်းမင်းကစောင့်ကြည့်မဲ့သူတွေများလာတာပျော်ရမယ်
ကိုယ်ဘယ်သူမှမဟုတ်ကိုယ်ကဘယ်သူမှစောင့်မကြည့်ဘူးနော်မှားလာရင်လည်းကိုယ့်ကိုဘယ်တော့မှအပြစ်မတင်နဲ့အမားအကြီးတွေတော့မမားမိစေနဲ့ဘုရားဘာသာရဲ့ဆိုပြင်ဆင်တော်ရိယကံပဲရှိတယ်ကျွန်တော်တို့မှားမှာပဲမှားရင်ဘာလုပ်မလဲ corrective လုပ်မယ်ပြီးရင်ကိုယ်ကိုမှားရင်ဝေဖန်တဲ့သူတွေကိုဒေါသမထွက်ပါနဲ့ negative ကို positive ပြောင်းပြပါကိုယ့်ရဲ့ marketing ဖြစ်သုံးချပါလူချင်းမင်းရဲ့ business နဲ့လူချင်းမင်းရဲ့ personal brand နဲ့အောင်မြင်မှုလူချင်းမင်းကနှစ်များစွာထိန်းနိုင်မှာဖြစ်ပါကာလရှာကြည့်စွာထိန်းအောင်မြင်မှုကလွယ်တယ်နော်ကျွန်တော်တို့ကအောင်မြင်မှုကလွယ်တယ်နော်ပြုတ်ကျဖို့ကအရန်ခက်တယ်ပြီးရင်မြင့်နေလေပြုတ်ကျနိုင်မှု transfer အရန်များတယ်နော်အဲ့ long term မှာ strategy က generally တော့သုံးလို့မရ supporter တွေကြီးပဲအားပြုလို့မရဘာလို့လဲပြုရမလဲ haters တွေကိုလည်းအသုံးပြုရကိုမုန်းတဲ့သူတွေကိုရောင်းပါတယ်21ရာစုရဲ့ marketing strategy ကကို brand ကိုမုန်းတဲ့သူတွေကိုရောင်းနိုင်အောင်ကြိုးစားပါအဲ့လိုပြောလို့ချစ်တဲ့သူတွေကိုဂယုမဆိုင်နဲ့လို့ပြောတာမဟုတ်ဘူးနော်ချစ်တဲ့သူတွေကြတော့မရောင်းတော့ဘူးချစ်တဲ့သူတွေကမရောင်းမနဲ့လည်းဝယ်မှာပဲချစ်တဲ့သူတွေကြတော့ခဲလို့ရဂယုဆိုင်ပါတယ်ကိုချစ်တဲ့သူတွေမရောင်းနဲ့တော့ချစ်တဲ့သူကရောင်းရင်ဝယ်မဲ့ဟာစေတနာတုံးသွားမှာဟုတ်တယ်မတော့ဝယ်မှာပဲဟောပြောမလို့ပဲဝယ်မှာပဲလက်မကဟုတ်တယ်ဝယ်လို့ပဲလာတတ်တာအဲ့ဒါအတင်းထိုးတော့ဘယ်သူမှမလိုချင်ဘူးကျွန်တော်တို့ကဂယုဆိုင်ပါဒါပေမဲ့ပွဲကိုလာရင်တော့နေရာကောင်းကောင်းပြီးတာတော့လိုချင်တာပေါ့လေဒီသဘောတရားဖြစ်ပါတယ်เนาะကျွန်တော်ပြည့် concept တွေရမယ်လို့ထင်ပါတယ်ကျွန်တော် nation brand နဲ့ပတ်သက်ကျွန်တော်7 minute ပဲရှိတော့တယ်မြန်မြန်ပြောရင်တော့ကျွန်တော် master ကကိုရီးယားကိုစာပေဟောပြောပွဲသွားပါတယ်တောင်ကိုရီးယားနိုင်ငံဆိုးမြို့မှာစာပေဟောပြောပါတယ်ဆိုးမှာကျွန်တော်တို့မြန်မာအလုသမားပေါင်းအလုသမားလို့ကျွန်တော်မသုံးပါဝန်တန်းပေါင်း1000ကျော်ရှိပါတယ်ယောက်ျားလေးတွေကြီးပဲဝမ်းနေစရာကောင်းတဲ့တစ်ချက်ကကျွန်တော်တို့ပြိဿထဲမှာယောက်ျားလေးတွေကြီးပဲပါရင်ကျွန်တော်အယံဝမ်းနေပါတယ်ပြောရတာအားမရှိဘူးကိုရီးယားကျတော့ကျွန်တော်တို့က G2G ရမိန်းကလေးတွေမပို့ဘူးလေသဘောပေါက်မှထင်တယ်နော်ကျွန်တော်တို့ဒါပေမဲ့ကလေးတွေအများကြီးပဲဆိုကျွန်တော်စာပေဟောပြောပွဲသွားတဲ့ရွာကလေးတွေပါအကုန်ပြန်တွေ့လာနှုတ်ဆက်ကြတော်တော်ရဲ့ဝန်ထမ်းအဟောင်းတွေတော့ပါအဲ့မဲ့အရင်တော့ဒီကောင်တွေမဲတူးနေတာပဲဗျာကိုရီးယားလည်းရောက်တော့ဘာဖြစ်သွားလဲဖြူဖွေးသွားရေကန်မြေကန်လိုက်တာဖြစ်ပါလိမ့်မယ်ဆိုတော့ကိုရီးယားမှာကျွန်တော်တို့စာပေဟောပြောပွဲသွားတဲ့အခါမှာကျွန်တော်ရဲ့ personal guide က Mr. Angelo တဲ့အသက်81လောက်ရှိပြီထင်တယ်နော်သူကကိုရီးယားနာမည်ပတ်ချုံစီးတို့ပတ်ချုံဟီးတို့ကြတော့ကျွန်တော်မမှတ်နိုင်ဘူးမှတ်ရခက်တယ်သူက Angelo ဆိုတာတော့သူရဲ့အင်္ဂလိပ်နာမည်ပေါ့သူကလေမောဆင်းလာတာနဲ့ကျွန်တော်ခေါ်တယ်တိုက်နိုင်ငံသားတွေကအဖျားစုခေါ်တယ်လင်းတိုက်ညွန့်ဆိုအချင်းကလင်းတော့ကျွန်တော်ပေးမခေါ်ဘူးဘာလို့ဆိုတော့အန်ဒီတွေကမပီကလာနဲ့လင်းဆိုတော့ကိုတော်တော်ကြက်သိမ်းထားတယ်နော်ဆိုတော့တိုက်ပဲလုပ်ပါပေါ့နော်တိုက်တယ်တော့တစ်ခုပဲကျွန်တော်ပြောတယ်တို့ကိုရီးယားတွေအားတဲ့တစ်ချိန်တုန်းကအာရှမှာအစင်းအဆုံးနိုင်ငံတော့ဆိုင်ရေးဆရာဆိုကျွန်တော်လေးစားတယ်သူကပြောအာရှမှာငါတို့ကအစင်းအဆုံးနိုင်ငံဆိုကျွန်တော်နည်းနည်းမျက်လုံးပြူသွားတာပေါ့တောင်ကိုရီးယားဆိုကျွန်တော်တို့အားကြတဲ့နိုင်ငံကိုဒါပေမဲ့လူချင်းတို့သိတယ်နော်တောင်ကိုရီးယားဆို80ကနေ80ရာခိုင်နှုန်းလောက်ကြောက်တောင်နေတော့သိလားမသိဘူးဘာမှစိုက်လို့မရဘူးတကယ်သူတို့ဘယ်တော့တော့တမိုင်းမှာသူတို့တော်တော်ဒုက္ခတွေရေးဆိုင်ရတယ်ဆိုဂျပန်ကသူတို့ကိုအကျိန်200ကျော်ကျူးကျော်တာနော်အကျိန်200ကျော်ဆိုတော့ကျွန်တော်တို့ကအင်္ဂလိပ်က3ခါလောက်ကျူးကျော်လိုက်တာတော့ဖိုးတိုးဖတ်သက်တွေဖြစ်နေတယ်သူတို့အကျိန်200ကျော်ကျူးကျော်တယ်ဘယ်အချိန်မှာသူတို့လွတ်လပ်ရေးရပြန်လဲဆိုတော့ဂျပန်နေစစ်ရှုံးလို့လွတ်လပ်ရေးရတာဟီရိုရှီမာနဲ့နာဂါဆာကီကိုအနုမြုံကျဲခြင်းခံအဲ့မှာလေတောင်ကိုရီးယားကိုအမေရိကန်ဦးဆောင်ပြီးချဲ့လိုက်တယ်မြောက်ကိုရီးယားကိုဆိုဗီယက်ယူနီယံကဦးဆောင်ပြီးချဲ့လိုက်တယ်ဒီလိုနေခဲ့ရတာဘယ်တော့တော့ဆင်းရဲလို့ဆိုမနေ့မိုးလင်းတယောက်နဲ့ကြောက် good morning တော့မပြောမင်္ဂလာပါတော့မဟုတ်ဘူးမင်းထမင်းဝါရလားလို့မေးရတဲ့နိုင်ငံမင်းထမင်းဝါရလားလို့မေးရတယ်ကျွန်တော်တို့အဲ့လောက်မမေးရသေးဘူးဒါပေမဲ့ဒီနေ့မှာအာရှရဲ့ထိပ်တန်းနိုင်ငံပဲဒါပေမဲ့သူတခုကျွန်တော်စကားတစ်ခုပြောတယ်ကျွန်တော်သိပ်ပြီးတော့ကြက်သိမ်းထားပါဘာပြောလဲဆိုတော့တိုက်တယ်ဒါပေမဲ့ကိုရီးယားတွေဆင်းရဲတာကိုငါတို့မျိုးဆက်ကနောက်ဆုံးတွေ့ဘူးတာပဲငါတို့မျိုးဆက်နောက်ကလူငယ်တွေဟာတို့ကိုရီးယားဆင်းရဲတာကိုဘယ်တော့မှမတွေ့တော့ဘူးဟာကောင်းလိုက်တာမင်းသားညကြက်သိမ်းဖျက်ထားကျွန်တော်တို့လည်းအသက်ကြီးလာရင်ပြောချင်တယ်နောက်ကကလေးတွေဟေ့အဘတို့ဟာမြန်မာတွေမီးပြတ်တာဟိုနောက်ဆုံးတွေ့ဘူးတာပဲကျွန်တော်ဒီလိုပြောချင်ကျေးဇူးတင်လူကြီးမလို့လက်ထပ်ကြရင်လည်းပြောတယ်မြန်မာတွေဆင်းရဲတာကိုကျွန်တော်တို့နောက်ဆုံးတွေ့ဘူးတဲ့လူမျိုးဖြစ်ချင်ပါတယ်အားလုံးသိပါတယ်လက်ရှိမှာလည်းကျွန်တော်တို့ကစိတ်မချမ်းမြေွယ်ကောင်းတဲ့မြင်ကွင်းတွေလည်းတွေ့ရတာရှိတယ်ကျွန်တော်တို့ဒါပေမဲ့နိုင်ငံဟာခုနပြောသလိုချမ်းသာအောင်လုပ်ဖို့ဆိုရင်တော့ချက်ချင်းတော့မဖြစ်လာဘူးကျွန်တော် agency အသီးသီးကနှစ်ပေါင်းများစွာလုပ်ရအောင်ကျွန်တော်အသက်60 80ဆိုတော့မဖြစ်နိုင်ကြမရှိဘူးလို့ထင်တယ်ဘာလို့ကျွန်တော်ကအခုက33ဆိုတော့တိတ်ကြီးတယ်ထင်မှာဆိုလို့ဟိုဆိုင်းခန့်လိုက်တဲ့ဆိုင်ကျွန်တော်အများကြီးငယ်တယ်လကားတော့တာဆိုတော့ကျွန်တော်တို့နောက်နှစ်20 30တော့ကျွန်တော်တို့နိုင်ငံကိုဒါပေမဲ့တခုတော့ရှိတယ်အလကားနေဖြစ်ချင်နေတော့မရအောင်ကျွန်တော်တို့ဘာတွေလုပ်ကြမလဲပြကိုရီးယားတွေအားလုံးသိတဲ့အတိုင်းစာအုပ်ကနေရာတိုင်းမှာရှိတယ်ဒါတို့ shopping mall ထဲမှာရှိတဲ့စာကြည့်လိုက်ကျွန်တော်တို့နိုင်ငံမှာစာကြည့်လိုက်တွေသေးလာတယ်စာအုပ်ဆိုင်တွေသေးလာတယ်ဒီအဆိုင်ရက်ဆိုင်တွေကများလာတယ်နော်ဒါလေးကျွန်တော်ပြန်စဉ်းစားဖို့လိုတယ်စာအုပ်ဆိုင်တွေမရှိတဲ့နိုင်ငံဘာမှလုပ်လို့မရအောင် shopping mall တွေရှိရင် shopping mall တွေမှာ shopping mall စောက်တိုင်းမှာစာအုပ်ဆိုင်အလွှာလေးတွေထားပေးတာမျိုးတွေဒါတွေကျွန်တော်စဉ်းစားဖို့ဖြစ်တယ်နော်ကျွန်တော်တို့ဆိုတော့
နောက်တစ်ခါသူတို့ရဲ့ marketing အဓိကသူတို့ကကိုရီးယားရဲ့အဓိက marketing food marketing အလွန်တော်တယ်ကိုရီးယားရဲ့အဓိက product သုံးခုဘာလို့ကျွန်တော်ဗကန်အောင်နိုင်ငံသားတွေလာတော့မယ်ကျွန်တော်တို့အခု local လုပ်ငန်းရှင်တွေလုပ်လို့ရတယ်မင်းရတယ်မင်းပဲပြောနေတာမင်းသွားလုပ်ပါလားဆိုကျွန်တော်တို့ကမလုပ်တတ်ဘူးလေပြောပဲပြောတတ်တာဆိုတော့အစားအသောက်ကကျွန်တော်တို့ passion မရှိဘူးလေကျွန်တော်တို့ passion ကသင်တန်းကျောင်းနဲ့စာအုပ်ရေးတာဒါပေမဲ့ကျွန်တော်တို့က passion ရှိတဲ့သူတွေကကျွန်တော်တို့သင်တန်းအခုလိုဟောပြောပွဲလာတက်တယ်လူချင်းမင်းတို့ကဒီဟောပြောပွဲကိုလာတက်တယ်ဆိုတာလူချင်းမင်းတို့ကကျွန်တော်တို့တက်လူချင်းမင်းတို့လုပ်ငန်းတွေမှာကျွမ်းကျင်တဲ့သူတွေအများကြီးပါနိုင်တယ်ဒါပေမဲ့လူချင်းတို့ဘာလို့လာတက်လဲကိုယ်လုပ်ငန်းနဲ့ကိုကြတော့ကိုယ်လုပ်ငန်းထဲမှာပဲကိုကတွေးတာတွေကတစ်ခါတည်းကျလည်နေတတ်တယ်လေဆိုတော့တစ်ခါတလေကျရင်ကျွန်တော်တို့တွေကအစုံ၆ပြောနေတဲ့သူတွေကြတော့ကျွန်တော်တို့ပြောလိုက်တဲ့ idea တစ်ခုရရင်လူချင်းမင်း expert နဲ့ပေါင်းလိုက်ရင် result ဖြစ်သွားမှာကိုယ့်ထက်တော်မှလာတက်ရတာမဟုတ်ဘူးလူချင်းမင်းတို့လည်းကျွန်တော်တက်တော်တာတွေအများကြီးပဲကျွန်တော်ကိုယ့်ထက်တော်တဲ့သူစီကမှသင်မယ်လို့ပြောရင်သိအောင်မြင်လိုက်သင်စရာမရှိတော့ဘူးကျွန်တော်100ဘိုးတက်တယ်100တစ်ချက်ဘိုးတက်တဲ့သူစီကမှသင်တာကိစ္စမရှိဘူး1000ဘိုးတက်လိုက်ရင်ဘယ်သူစီကသွားတယ်ကျွန်တော်က1000ဘိုးတက်တယ်ဟိုအန်ကယ်ကြီးကဟိုသူဒီကျွန်တော်ထက်အခြေအနေတော့နှိမ်ပါတယ်ဒါပေမဲ့ तू 2ချက်ဖိုးပဲတက်တယ်ဒါပေမဲ့အဲ့ဒီအန်ကယ်ကြီးတက်တဲ့2ချက်ဖိုးကိုကျွန်တော်ကမသိရင်သူ့စီကကျွန်တော်သင်လိုက်1000ချက်ဖြစ်သွားတာလေဒီသဘောတရားက landing ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခုနပြောသလိုကျွန်တော်တို့နိုင်ငံမှာသူတို့နိုင်ငံမှာအဓိကလို့တာ kimchi ရယ် ginseng ရယ် K-pop ရယ်ပြီး cosmetics ရယ်ဒါအချိန်ကြောင့်မြန်ပြောလိုက်အဲ့ဒီလေးကိုသူတို့အလွန် marketing လုပ်နိုင်တယ်ဆိုတော့ကျွန်တော်အဲ့ဒီအကုန်ပြောဖို့အချိန်မရှိတဲ့အတွက်ကျွန်တော် ginseng ပြောမယ် kimchi ပြောမယ်ginseng ဆိုရင်ဟာအကောင်းပကင်တွေလောက်ထားတဲ့အခါကျ ginseng ပြတဲ့ကနေသား ginseng နေသား ginseng 3နှစ်သား ginseng ကောင်းလိုက်တာ amazing ဟာပြတဲ့အကြီးနဲ့ကျွန်တော်တို့စီမှာလက်ဖက်ပြလိုက်မရှိသေးဘူးကျွန်တော်တို့စီမှာပနခါပြလိုက်မရှိဘူးဟိုတနေ့ကပသိမ်တက်ကတူရောက်တဲ့ဆရာမကြီးဒေါက်တာဒေါ်စီစီလာဘူးဟောပြောပွဲသွားတယ်ဟလဝါပြလိုက်လောက်မူရင်းကားဆိုတာ national breakfast ဒါတွေကျွန်တော်တို့မှာခက်ခက်နာနာမရှိသေးဘူးမူရင်းကားပြလိုက်လုပ်လို့ရတယ်နော်ဒါမင်းတို့မင်းစားခဲ့တဲ့မူရင်းကားဟာနိုင်ငံသားမျိုးလုံးနေပြူသွားမယ်ဒါတီဘောမင်းညာတိုင်းစားတဲ့မင်းတို့မင်းညာတိုင်းစားတဲ့ဖင်စီဘူးဆိုရင်တော်တော်သဘောကျSo it's a storytelling. What storytelling သိကောင်းတယ်။အဲ့ဒါကျွန်တော်တို့ပါလာတဲ့ idea ဝယ်လိုက်တာဗျာ။အဲ့ဒီမှာကျွန်တော်တို့ဘာဝယ်လာလဲဆိုတော့ကျွန်တော်တို့ ginseng ကိုသူဝယ်လာတာ22သိန်းမိုးဝယ်လာတယ်။ရန်ကုန်လေးရောက်တော့ကျွန်တော်ဖုန်းဆက်မိတယ်။ဆရာလေးအဲ့ဒါလေးလှတော့လှတယ်ဘယ်လိုစားမှမသိဘူးတဲ့။ကျွန်တော်လည်းမသိဘူး။ဆိုတော့ကျွန်တော်တို့ကပြော first time တွေ့တဲ့အချိန်မှာဟိုဆိုကျွန်တော်တို့ဒီ kimchi making class kimchi အတူတူတုတ်တာ။$20လောက်ပေးရတယ်ပြီး kimchi လည်းတကယ်လုပ်တတ်တာမဟုတ်နေတတ်သွားတာပဲတက်တယ်။မြန်မာနိုင်ငံမှာလုပ်ပါလက်ဖက် making classပြီးကျွန်တော်တို့ tourism company တွေဘာလို့ရမလဲ it's a mass visit ဖြစ်ရ mass visit site ဆိုတော့ကိုရီးယားပိုင်းရင်စင်းလောက်တယ်ဆို mass visit ဖြစ်သွားတာတချို့ကမသိဘူးဘယ်ကခေါ်ရလဲတိုးကုမ္ပဏီတွေခေါ်သွားတာနော်အဲကျွန်တော်တို့လုပ်လို့ရတယ်လက်ဖက် making class ဘာလုပ်လဲပကံကိုလာရင်လက်ဖက်တော့ရမယ်ဟုတ်မဟုတ်ပကံကိုလာရင်လက်ဖက် making class တွေလုပ်ထားလို့ရတယ်လူချင်းတို့နိုင်ငံသားတွေ product experience ရသွားရင်ဝယ်နိုင်တယ်လက်ဖက်ကိုဒီတိုင်းရောက်ရင်မဝယ်ဘူးနော်အဲလက်ဖက်တုတ်တဲ့ class တွေလုပ်လို့ရတယ်ဒီလက်ဖက်တုတ်နေတင်တန်းတွေပါတယ်ဖွင့်လို့ရတယ်နော်နှမ်းကိုပုံထားလိုက်ဟိုပုံလိုက် instruction ပေးမယ်နှမ်းရင်ထဲပါဟိုပေးဟိုထဲပါအညွန့်ထဲပါဟိုအညွန့်ဆိုတာကျွန်တော်နာမည်မဟုတ်ဘူးနော်ဟိုလက်ဖက်အညွန့်ပြောတာဟိုကျွန်တော်နိုင်ငံသားကျတော့ကြက်ချီနီတုတ်တွေပါတယ်သွားကျွေးလို့မရဘူးလေအညွန့်တော့အရင်ကျွေးရသူတုတ်တဲ့လက်ဖက်ဆိုသူဘူးနဲ့ထုတ်ပေးလိုက်သူကြီးစားကိုပြန်ကျွေးလို့ရတယ် that's why ကျွန်တော်တို့ကျွန်တော်တို့လုပ်တဲ့ kimchi ကလေးတွေကိုလှူတာလားမိဘမဲ့ကလေးတွေကိုလှူတာလား marketing တွေကျွန်တော်တို့အများကြီး experience ကိုဖန်တီးလို့ရပါတယ်မုံလုံးရေပေါ့ကျွန်တော်တို့ရဲ့ food market တွေကျွန်တော်တို့မှာမွေးကားရှိတယ်မွေးကားဒီ national breakfast မွေးကားဒီမြန်မာတွေရဲ့ national breakfast မွေးကားလို့ပြောရင်စိတ်ဝင်စားဘူးနော် national breakfast ဆိုရင်စိတ်ဝင်စားတယ်နော်ကျွန်တော်တို့ marketing လုပ်နိုင်မှုလိုပါတယ်မုံလုံးရေပေါ့မင်းရဲ့ traditional food ဘယ်သူမှမစားဘူးမင်း traditional ငါတို့စိတ်ဝင်စားမုံလုံးရေပေါ့တခါတည်းလင်းတဲ့ရနာမည်ပေးလိုက်တယ်မြန်မာ lucky ball lucky ကသူရမှာလေ traditional သူက lucky ball ကြတော့စိတ်ဝင်စားတယ်အဲ့ဒါဒီအာနန္ဒာဖျားရှိမှာပဲရမယ်ကဘာပေါ်မှာဘာမှပဲရမယ် lucky ball ကအာနန္ဒာဖျားရှိမှာပဲရသိတဲ့ဘောကြတယ်အာနန္ဒာဖျားကိုအခုရောက်တော့ lucky ball စားသွားအောင်မုံလုံးရေပေါ်တစ်လုံး$12ချရှုပ်လို့ရတယ်တော်တော်မြတ်သွားပြီ this is storytelling ကဘာနိုင်ငံအသီးသီးမှာ lucky food တွေရှိတယ်ကျွန်တော်တို့လည်း lucky food တွေဖန်တီးဖို့လို့ဆိုတော့ခုနပြောတယ်ကျွန်တော်တို့ရဲ့ food market တွေကျွန်တော်အခုပြောနေတာတွေကကျွန်တော်တို့နဲ့အလံဝဲတဲ့ technology တွေဖုန်းထုတ်ရမယ်တွေကျွန်တော်ဆိုလိုနေတာမဟုတ်ဘူး traditional food တွေကိုပဲ value တောင်းကျွန်တော်တို့လုပ်ဖို့လိုပါတယ်အချိန်ကြောင့်ကျွန်တော်ဒါလေးကိုပဲမြန်ပြောပါမယ်အဲ့လိုလုပ်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ business က research ဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ဒီထပ်ပြီးပေးပါတယ်ကျွန်တော်ပေးတာခုန marketing နဲ့ပတ်သက်တဲ့3ချက်နော်3ချက်ပေးတယ်4ချက်မြောက်ထပ်ပြီးမှတ်ပေးပါ business is research ဖြစ်တယ် business က scale မဟုတ် business က experience မဟုတ်ဘူး business က experience ကိုပြောရင် experience ရှိတဲ့သူပဲအောင်မြင်ရမယ်မဟုတ်ဘူးလားဒီနေ့စီးပွားရေးမှာနှစ်ပေါင်းများစွာဒီလုပ်ငန်းထဲမှာ20 30ရှိပြီမဲ့တချို့ industry မှာမနေ့ကထလုပ်တဲ့လူငယ်လေးကအဲ့ဒီ20 30ရှိတဲ့သူတွေကိုကြော်တော့တာမရှိဘူးလားဒီနေ့ city map တော်ဝင်းတင်နေမဟုတ်ဘူးလား retail industry မှာသူ့ကိုကြော်နိုင်တဲ့သူမရှိဘူး
သူစလို့တော့လူငယ်လေးတော်ဝင်းတဲ့အဲ့ဒါလိုပဲကျွန်တော်တို့ဘဲလာလေး cosmetic မှာနောက်ဆုံးမှဝင်တာလေဒီတဲ့ top ကိုရောက်လာပြီကျွန်တော်တို့ဒါကြောင့် business က experience ဟုတ်လားဆိုတော့နည်းနည်းပဲပါတယ်ပါတော့ပါတယ် business က experience ပါတော့ပါတယ် business က scale လို့ပြောရင် scale ဆိုရင်လေ့ကျင့်တက်လာ scale ရဲ့သဘောတရား repeat လို့ဘာဖြစ်ရမလဲ skillful ဖြစ်ရစီးပွားရေးကလုံတိုင်းအောင်မြင်တာမဟုတ်ဘူးနော်ကျွန်တော်တို့ထက်လုံနေတဲ့သူတွေရှိရင်တော့အလုံး10ခုလုံတယ်အလုံး2ခုပဲလုံတယ်10ခုလုံတဲ့သူကအောင်မြင်မယ့်ကိစ္စ2ခုလုံတဲ့သူကအောင်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့10ခုလုံတဲ့သူက9ခုမြတ်ပြီး9ခုရှုံးတယ်လေသူကဘယ်စားဖိတ်ချတွေဖြစ်အဲကျွန်တော်ဒီနေ့ပြောတော့ business က research တော့ research ဆိုတာဘာလဲလူချင်းမလုံတဲ့အလုံးနဲ့ဘယ်လောက်လူချင်းမသူတည်တနာလောက်ထားလဲဒီနေ့တင်တန်းကျောင်းဖွင့်မယ်ဆိုရန်ကုန်မြို့မှာတင်တန်းကျောင်းမနေ့ကျောင်းရှိလဲသိလားဒါမျိုးသိရမယ်အင်းကြီးဆိုင်ဖွင့်နေတယ်ဆိုရင်အရင်တော့လို့ကိုက hip hop design ဖွင့်နေတော့အဲ့ဒါလိုလုပ်လို့မရတော့ရန်ကုန်မြို့မှာအင်းကြီးဆိုင်ဘယ်နှဆိုင်ရှိလဲ research လုပ်ရလားကိုအခုလုံးနေတဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ research ဘယ်လောက်ရှိလဲ customer တွေကနှစ်ပေါင်းနှစ်များလာရင် customer များလာမယ်ကိစ္စကိုဘာလို့ရောက်သွားလဲ customer database မရှိဘူး research အရေးကြီးပါပြီးရင်ပိုကောင်းအောင်လုပ်ဖို့စဉ်းစားနေတာ research ဘာလို့ experience ရှိတာကဒီကနေ့ခေတ်မှာ disadvantage ဖြစ်တာတွေအများကြီးရှိတယ်ဘာဖြစ်လို့လဲအတွေ့အကြုံရှိလာတဲ့အတွက်အစ်စ်မလုပ်တော့ဘူးငါဒါလုပ်နေတာအဆင်ပြေနေတာပဲဆိုတော့ trap ထဲကိုကျွန်တော်တို့ရောက်သွားတယ်ဆိုတော့ business က research ဖြစ်တယ်ဒါဆိုတော့လူချင်းတွေ research skills ကိုတက်အောင်လုပ်နိုင်ရင်လူချင်းတွေမှာ profit များလာလိမ့်ကျွန်တော်တို့လုပ်တဲ့သင်တန်းကျောင်းကျွန်တော်တို့လုပ်တဲ့စာပေနဲ့ပတ်သက် research ကိုကောင်းကောင်းလုပ်ထားဖို့လိုအပ်တယ်လူချင်းတို့လုပ်တဲ့လုပ်ငန်းမှာ research တွေအလွန်အရေးကြီးပါတယ်အဲဒါဆိုလုပ်တဲ့အခါမှာကျွန်တော်တို့မှာ marketing ရဲ့ iron triangle က3ရပ်ပဲရှိတယ်ကျွန်တော်9မိနစ်ပဲကျွန်တော်ဒါပြင်ပြီးပါအဲ့ဒါဘာလဲဆိုတော့ဘာတွေခံစားအောင်လုပ်မှာလဲ research ပြီးရင်ဘာတွေလုပ်ပေးမှာလဲဘာပိုကောင်းအောင်လုပ် customer မင်းတို့တစ်ခုမေးတယ်မင်းကငါတို့ကိုဘာလုပ်ပေးမှာလဲမင်းပစ္စည်းငါတို့ဘာလို့ဝယ်ရမှာလဲကိုဖြေနိုင်ုံပြီးနေပြီဘာလို့ပေးမှလဲပြီးဟုတ်ပြီမင်းလုပ်ပေးမှတော့ငါတို့သိပြီမင်းရဲ့ပြိုင်ဘက်တွေလည်းအများကြီးရှိတယ်မင်းအဲ့ဒီထက်ဘာပိုကောင်းအောင်လုပ်ပေးမှလဲကျွန်တော်တို့အဲ့ဒါပြောနိုင်မှုလို့ဘာပိုကောင်းအောင်လုပ်ပေးလဲမဟုတ်မင်းကငါ့ကိုမင်းပစ္စည်းကကောင်းတော့ကောင်းပါတယ်မင်းဆိုင်ကိုလာတာ feeling မကောင်းဘူးမင်းဆိုင်ကကောင်းပါလိမ့်တယ်မျက်နှာရှစ်ခေါက်ချုံးနဲ့ရောင်းတယ်ပတ်စံဇက်ခနဲ့ဆွဲယူတယ်မဝယ်ဘူးနော်ကျွန်တော်တို့ဘာတွေခံစားရမှာလဲဆိုတော့ဒီ trial 3ခုကိုကျွန်တော်တို့ကကိုယ့်ရဲ့ brand နဲ့ကိုယ့်ရဲ့ service မှာအများကြီးလို့မြန်မာကဘာလုပ်ပေးမှလဲကဘာကိုဒါစဉ်းစားမြန်မာကနီးပညာဘာမှပေးလို့မရမြန်မာကဘာလုပ်ပေးမှယဉ်ကျေးမှုကျော်ဝမှုပေးမယ်ဟုတ်ပြီဘာပိုကောင်းအောင်လုပ်ပေးမှလဲ anchor weight လည်းရှိတယ်ပကံလည်းရှိတယ်အခုပကံဒီဝင်လာပြီ anchor weight နဲ့ပြန်ရတော့မယ်အဲ့ဒီကျွန်တော်တို့ခမာ anchor weight ဒီအမေရိကန်နိုင်ငံမှာ anchor weight ဒီ World Heritage စီးရင်ဝင်တော့က tourist အစ300တက်သွားတယ်ပကံလည်းအခုအဲ့လောက်တက်လာလိမ့်မယ်ဆိုတော့ anchor weight နဲ့ရှင်တော့မှာကျွန်တော်ဘယ်လိုလုပ်မလဲဥပမာဆိုကမ္ဘောဒီးယားမှာ Siem Reap မှာ anchor weight မှာကျွန်တော်တို့ hotel တွေအရန်ဈေးတက်တာမြန်မာငွေ 3-4 တောင်းနဲ့ 3 star hotel တဲလို့ရဆိုတော့ကျွန်တော်ဒါတွေဘယ်လိုစဉ်းစားကြမလဲကျွန်တော်အဲ့ဒါတွေကိုဘာပိုကောင်းအောင်လုပ်ပေးပါလဲခံစားအောင်လုပ်ပေးမှာတော့ lucky ball ရောင်းလိုက်တော့ကျွန်တော်တို့ခံစားကျွန်တော်လူချင်းတို့ဒီ3ချက်ကိုလူချင်းတို့ရဲ့ business မှာစဉ်းစားဖို့လိုတယ်အရေးကြီးဆုံးချက်ကတော့ differentiation ပဲ operation effectiveness ဘလောက်ပဲကောင်းလူတွေကအစ်စ်ကိုပိုစိတ်ဝင်စားတာနော်မကောင်းအောင်လုပ်ပေးတဲ့အစ်စ်ထက်ဘလောက်ပဲကောင်းအောင်လုပ်ပေးတဲ့အဟောင်းမဝယ်ကျွန်တော်လူတွေကအစ်စ်ကိုစိတ်ဝင်စားတယ်operation effectiveness ကိုကျွန်တော်တစ်ခါတည်းလုပ်နေတဲ့ creativity နည်းသွားတာတွေရှိတယ်။ဘာလို့လဲ operation effective ဖြစ်အောင်လုပ်လေစမ်းသစ်တီထွေးမှုကဘာဖြစ်သွားလဲ။ကြားလေပြက်လာတယ်။ differentiation မှာဒီကနေ့ကျွန်တော်တို့ကြားလာတာမြန်မာနိုင်ငံမှာကျွန်တော်မိတ်ဆွေတွေဘေဘုတ် marketing အရန်ကြားလာတယ်ဟုတ်တယ်ဟုတ်ကျွန်တော်တို့။ဘာဖြစ်လို့လဲဘေဘုတ်က73 33မိတ်ဆို33သိန်းလောက်ကြားတယ်။ကုမ္ပဏီသေးသေးလေးတစ်ခုကတစ်လောက်ကို33သိန်းအခန်းကားတာကောင်းကောင်းလို့ရတယ်လေ။ဘေဘုတ်ပဲထောင်နိုင်တော့မယ်။ brand တွေပဲလုပ်ပြီးဘေဘုတ်တွေလွတ်လာတာတွေ့မှထင်။ကျွန်တော်မိတ်ဆွေကိုမောင်ကျော်ဆိုရင်ဒါကျွန်တော်အမြဲတမ်း sponsor ပေးတယ် Outdoor Networkတို့တို့ဆို digital marketing နဲ့တွဲလို့ရတယ်။ဒါပေမဲ့ကမ္ဘာမှာဘေဘုတ်ကိုစမ်းသစ်တီထွင်တယ်ဒါရုပ်ရှင်ဘေဘုတ်ကိုတို့ကလူတွေကြည့်လာအောင် eye catching ပေါ့တို့လုပ်ထားတယ်။ and man ဆိုတွေ့ပါလားကျွန်တော်တို့ပျောစိတ်လူသားဆိုတော့ဘေဘုတ်ပါသိသွားတယ်။ဒီကောင်ဆိုတော့တော်တော်သဘောကျတယ်။အဲဆို Spider-Man မြန်မာလည်းမခေဘူးဗျာကျွန်တော်တို့လည်း marketing မှာတော်တော်ကျွန်တော်တို့ improve ဖြစ်ပါတယ်မြန်မာလည်းဟိုတနေ့ကကျွန်တော်သဘောကျကြည့်လိုက်တာ no နှစ်ဆအရသာဟာသဘောကျကျွန်တော်တို့သူကဟိုဟာတွေကမှလေအတော့အတက်တွေနဲ့လောရသေးတယ်သိလားကျွန်တော်တို့ကဒီ၄တောင်ပဲဘာမှလည်းပတ်သက်မကုန်ဘူးတော့ဗနိုင်ဖို့လည်းမကုန်ဘူးဒါပေမဲ့သိကြတော့ဘေဘုံရဲ့ animal ရည်မှန်းချက်ကကြည့်ဖို့ပဲအန်ကယ်ကြီးတွေအားလုံးကအဲ့ဒီဘေဘုံရှိရောက်ရင်ညာကြည့်ပဲအကုန်ညာကြည့်ဆိုတော့ခုနပြောသလိုစမ်းသစ်တွေဆိုတာတစ်ခါတလေကျရင် cost နဲ့ဓာတ်ရိုက်ချိုးမကြောက်လူချင်းရဲ့ idea ကိုလူချင်းထုတ်ဖို့ပဲလိုတယ်ဒီနေ့အစ်စ်လုပ်ဖို့လိုတယ်အပတ်စက်တွေအများကြီးရှိချင်မှလည်းရှိမယ်ဒါပေမဲ့ကျွန်တော်ခုနပြောသလိုကိုယ့်ရဲ့ creativity ကိုကဘာကြီးကိုချပြဖို့ဘယ်တော့မှမနှောင့်နှေးပါနဲ့အဲ့တော့ကျွန်တော်တို့က customer ရဲ့ဝယ်ယူရန်အကြောင်းပြချက်က5ချက်ပဲရှိတယ်စကြည့်တာကအရေးအသွေးပြီးစမ်းသပ်သုံးမယ်မတူအောင်လုပ်ရမယ်
ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့အတိအကျ awareness ရှိရမယ်ကုန်ပစ္စည်းရဲ့ပုံမှန်တဲ့သူများလည်းကောင်းရမယ်ဒီဆေးကအလွန်အားကောင်းတယ်လို့ပြောတယ်အလွန်အသုံးဝင်တယ်ဒါပေမဲ့ဆေးကဤတုံးပုံကြီးဖြစ်နေအဲ့ဒီဆေးကိုကျွန်တော်တို့ဘယ်လိုတောက်မလဲအနက်အရသာဒါလည်းအရေးကြီးတယ်ဆိုတော့ဒါတွေကတော့ကျွန်တော်ရဲ့အဲ့ဒီမြန်မာ marketing ဆောက်ထဲမှာရေးတာဒီနေ့ခေတ်ကကျွန်တော်တို့ကို3-4မိနစ်လောက်အတွင်းမှာကျွန်တော်တို့ကိုလူတွေစိတ်ဝင်စားအောင်ဘယ်လိုလုပ်မလဲဆိုတော့လူချင်းတို့ဒီနေ့အမှန်တမ်းပြောလူချင်းတို့အားပြုရတာဘာပဲအားပြုရမလဲ Facebook content တွေအားပြုရတယ် sharing ကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲ3-4မိနစ်လောက်အတွင်းမှာကျွန်တော်တို့ရဲ့ product ကိုလူတွေဘယ်လိုစိတ်ဝင်စားအောင်လုပ်မလဲဒါတွေကျွန်တော်တို့အရေးကြီးပါတယ်အဲ့တော့ content making ကလည်းအရေးကြီးပါတယ်